နိုင်ငံတနိုင်ငံရှိတဲ့အဲ့ဒီနိုင်ငံကဆင်းရဲမွဲတေမှုကိုပြင်းထန်စွာကြုံတွေ့ခဲ့ရတဲ့နိုင်ငံတစ်ခုပါစားနပ်ရိက္ခာမလုံလောက်မှုနဲ့အာဟာရချို့တဲ့မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်တဘာဝအရင်းမြစ်ကလည်းအနည်းငယ်သာရှိတယ်ပေါ့နိုင်ငံရဲ့ဧရိယာကလည်းအရန်ကိုသေးငယ်လုံးလို့ကမ္ဘာမြေပုံမှာချက်ကြည့်ရင်တော့ရှာမတွေ့နိုင်တဲ့အထိပါပဲဒါပေမဲ့လူဦးရေကတော့နိုင်ငံရဲ့ဧရိယာနဲ့ရှင်မယ်ဆိုလို့ရှိရင်အလုံးကိုများပြားပါတယ်တစ်စတူရန်ကီလိုမီတာမှာလူပေါင်း9000ကျော်နေထိုင်ကြပြီးတော့ဒီလူဦးရေကမြန်မာနိုင်ငံနဲ့ရှင်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုရင်တော့တစ်စတူရန်ကီလိုမီတာမှာပြန်မြလူ84ဦးခန့်သာနေထိုင်တာဖြစ်ပါတယ်ဆင်းရဲမွဲတေမှုတွေနဲ့အလုံးလက်မဲ့ပြဿနာတွေကျေပြန့်စွာဖြစ်ပေါ်နေတဲ့နိုင်ငံတစ်နိုင်ငံကိုစိတ်ကူးထဲမှာမြင်အောင်ကြည့်လိုက်ပါရာဇဝတ်မှုလုံမြင်မာမှုမွေးရစေဝါနဲ့ဆက်နွယ်နေတဲ့ပြဿနာတွေမကြာခဏစူပိုအောင်ကြွားမှုတွေနဲ့လူကြီးထူထပ်မှုနဲ့စာမတက်မှုတွေလည်းရှိပါတယ်ဒီနိုင်ငံရဲ့ဆိုးရတဲ့အခြေအနေကိုဒီဗီဒီယိုကြည့်နေတဲ့သူတွေစိတ်ကူးကြည့်ပါဒါပေမဲ့ကြားစိတ်ကူးကြည့်ဖို့မလိုအပ်ပါဘူးဘာကြောင့်လဲဆိုတော့ဒါက1965ခုနှစ်တုန်းကစင်ကာပူရဲ့လက်တွေ့အခြေအနေဖြစ်နေလို့ပါဒီနိုင်ငံကတခုခုလုပ်ခဲ့တယ်ပေါ့ဒါကြောင့်ပဲနှစ်အနည်းငယ်အတွင်းမှာပဲဆင်းရဲတဲ့နိုင်ငံတစ်ခုကနေကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်လာခဲ့တာပါတစ်ချိန်ကဆင်းရဲမှုကြောင့်လူတွေတည်ဆုံးခဲ့ရတဲ့ဒီနိုင်ငံမှာလူဦးချင်းရဲ့ GDP ကဒီနိုင်ငံကကမ္ဘာမှာဒုတိယနေရာမှာရပ်တည်နေပါတယ်အာရှမှာနံပါတ်1အချမ်းသာဆုံးနိုင်ငံဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့စင်ကာပူနိုင်ငံဟာဘယ်လိုမျိုးချမ်းသာလာလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒါကတော့ကမ္ဘာမြေပုံမှာမြန်မာနိုင်ငံနဲ့ကြည့်မယ်ဆိုလို့ချင်းစင်ကာပူဟာမြန်မာနိုင်ငံရဲ့အရှေ့တောင်ဘက်မှာရှိပါတယ်ပြီးတော့မြေပုံမှာကြည့်မယ်ဆိုလို့ချင်းအိန္ဒိယရဲ့ဘယ်ဘက်မှာအလွန်သေးငယ်တဲ့အမှတ်တစ်ခုရှိပါတယ်ဒီအမှတ်ကသေးငယ်လုံးလို့ကမ္ဘာမြေပုံကိုအချင်းချင်းချက်ကြည့်ရင်တော့ရှာတွေ့ဖို့ခက်ခဲပါတယ်ချက်ကြည့်တဲ့အခါမှာလည်းဒါကစင်ကာပူရဲ့ပင်မကျွန်းမှာပဲအနားမှာကျွန်းပေါင်း64ခုရှိတယ်ပေါ့အချို့ကသဘာဝကျွန်းတွေဖြစ်ပြီးတော့အချို့ကတော့သူတို့ကိုယ်တိုင်ဖန်တီးထားတာပါနောက်ထပ်ထူးခြားတဲ့အချက်တစ်ခုကတော့စင်ကာပူဟာမြို့ပြပြည်နယ်တစ်ခုဖြစ်ပါတယ်ဆိုလိုတာကတော့စင်ကာပူဟာနိုင်ငံတစ်ခုဖြစ်ပေမဲ့မြို့တွေမရှိပါဘူးတနိုင်ငံလုံးကိုအနောက်ဒေသမြောက်ဒေသစတဲ့ဒေသအမျိုးမျိုးဖြစ်ခွဲထားပါတယ်စင်ကာပူရဲ့စုစုပေါင်းဧရိယာက919စတုရန်ကီလိုမီတာပဲရှိတာပါဒါကမြန်မာနိုင်ငံနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံထက်941ဆလောက်သေးငယ်ပါတယ်ပြောရရင်တော့မြန်မာနိုင်ငံကစင်ကာပူထက်941ဆလောက်ကြီးပါတယ်စင်ကာပူရဲ့ဘေးမှာဆိုလို့ရှိရင်မလေးရှားနဲ့အင်ဒိုနီးရှားတို့ရှိတယ်စင်ကာပူရဲ့နယ်နိမိတ်ရာဆိုလို့ရှိရင်လည်းပင်လယ်နဲ့ဝိုင်းထားပြီးတော့သူ့ရဲ့ဒီနေရာကအလွန်ကိုအရေးပါတယ်ပေါ့ဒီနေရာမှာမလက်ကရေလက်ကြားနဲ့စွန်တာရေလက်ကြားတို့ရှိတယ်ရေလက်ကြားဆိုတဲ့စကားလုံးကိုသုံးတာကဒီလမ်းကြောင်းကအိန္ဒိယသမုဒ္ဒရာနဲ့တောင်တရုတ်ပင်လယ်ကိုကျင်းမြောင်းတဲ့လမ်းကြောင်းတစ်ခုနဲ့ဆက်သွယ်ထားလို့ပဲဖြစ်ပါတယ်ပင်လယ်တစ်ခုဒါမှမဟုတ်ရေလွှာတစ်ခုကိုလမ်းကြောင်းတစ်ခုနဲ့ဆက်သွယ်ထားတဲ့အခါမှာအဲ့ဒါကိုရေလက်ကြားလို့ခေါ်တာပါဒီလမ်းကြောင်းကဒီနေ့ခေတ်မှသာအရေးပါတာမဟုတ်ပါဘူး900စုနှစ်လောက်ကနေကဒီလမ်းကြောင်းကကမ္ဘာတစ်ခုလုံးအတွက်အလွန်အရေးပါခဲ့တာပါဒီလမ်းကြောင်းတွေကနေတဆင်အရှေ့အာရှနဲ့အနောက်အာရှတို့ကသူတို့ရဲ့ကုန်သွယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ကြတာပါအိန္ဒိယနဲ့ဥရောပကနေပြီးတော့အရှေ့အာရှကိုဝင်ကျင်နေဆိုရင်ဒါမှမဟုတ်ကုန်ပစ္စည်းပို့ဆောင်နေတယ်ဆိုလို့ရှိရင်ဒီလမ်းကြောင်းတစ်ခုကိုအသုံးပြုခဲ့ကြတယ်ပေါ့ဘာကြောင့်လဲဆိုတော့အခြားလမ်းကြောင်းကနေသွားမယ်ဆိုလို့ရှိရင်အချိန်ပိုယူရလို့ပါမလက်ကရေလက်ကြားနဲ့စွန်တာရေလက်ကြားကိုနှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်မလက်ကရေလက်ကြားကနည်းနည်းပိုချင်းပါတယ်ဒါကြောင့်စွန်တာရေလက်ကြားတဲ့မလက်ကရေလက်ကြားကိုပို့ပြီးတော့အသုံးများခဲ့တယ်900စုနှစ်လောက်တုန်းကဒီဒေသမှာစိတ်ကန်းနေမရှိခဲ့ဘူးပေါ့ဒါပေမဲ့ပါလန်ဘန်နဲ့ဆူမရာရဲ့ပြင်ဒါပုံတာရီဂျာရနာဆာကဒီဒေသကိုထိန်းချုပ်ခဲ့တယ်ပေါ့ဒီလမ်းကြောင်းကနေဖြတ်သွားတဲ့တင်မောအလုံးကအခွန်ပေးဆောင်ရတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူတို့ရဲ့ထိန်းချုပ်မှုကအားနည်းလာခဲ့တယ်နောက်ပိုင်းမှာဘီရင်တွေထပ်မံအုပ်ချုပ်လာကြတယ်အဲ့ဒီအထက်မှာရာဇာကုမှာစန်နီလာဆိုတဲ့ဘီရင်တစ်ပါးလည်းရှိခဲ့တယ်ပေါ့သူအုပ်ချုပ်နေတဲ့အချိန်မှာတနေ့တော့သူကမဲလိုက်ထွက်ခဲ့တယ်ပေါ့အဲ့ဒီအချိန်မှာပဲအဝေးကနေတောက်ပနေတဲ့ကျွန်းတစ်ကျွန်းကိုသူတွေးလိုက်ပြီးတော့ရန်သဘောကျသွားတယ်ဒါနဲ့အဲ့ဒီကျွန်းကိုသူသွားခဲ့တယ်ပေါ့အဲ့ဒီမှာနေထိုင်တဲ့လူတွေကဒီဘီရင်ကိုဒီတလိษံကစင်ကာလို့ခေါ်တဲ့လိษံတစ်မျိုးဖြစ်တယ်လို့ပြောပြတယ်ဒီစင်ကာဆိုတဲ့စကားလုံးကပါဠိတက္ကတဘာသာမှာဆိုလို့ရှိရင်ချင်းသေးကိုရည်ညွှန်းပါတယ်အဲ့ဒီအချိန်မှာပဲဘယင်ကဒီတလိษံကိုကောင်းသောနမိတ်လို့ယူဆပြီးတော့ဒီကျွန်းကိုစင်ကာပူရလို့နာမည်ပေးခဲ့တာဖြစ်ပါတယ်စင်ကာကချင်းသေးကိုဆိုလိုပြီးတော့ပူရာဆိုတာကတော့မြို့ကိုဆိုလိုခြင်းဖြစ်ပါတယ်နောက်ပိုင်းမှာတော့လူတွေကဒီနေရာကိုစင်ကာပူလို့ခေါ်လာကြပါတယ်စင်ကာပူဆိုတာချင်းသေးမြို့လို့အဓိပ္ပာယ်ရပါတယ်ခုလက်ရှိချိန်မှာတော့စင်ကာပူရဲ့နိုင်ငံတော်တင်ဂီတဟာချင်းသေးဦးကောင်းဖြစ်ပြီးတော့အဲ့ဒီအချိန်တုန်းကနေစပြီးတော့အချိန်ကြာလာတာနဲ့အများဘယင်တွေတဦးပြီးတဦးဆက်ဆံအုပ်ချုပ်ခဲ့ကြပြီးတော့ဒီဒေသကိုအုပ်စိုးခဲ့ကြတယ်ပေါ့ဒါပေမဲ့ဒီလမ်းကြောင်းရဲ့ရေးပါမှုဟာကုန်သည်တွေအတွက်တနည်းတခြားလင်းမြန်စွာတိုးတက်လာခဲ့တဲ့နိုင်ငံအားလုံးကဒီဒေသကိုထိန်းချုပ်နိုင်တဲ့သူဟာအမြတ်အစွန်းများစွာရရှိမယ်ဆိုတာနားလည်ခဲ့ကြတယ်ပေါ့ဒီအချက်တွေကိုစဉ်းစားပြီးတော့1509ခုနှစ်ကနေ1512ခုနှစ်အတွင်းမှာဆိုလို့ရှိရင်ပေါ်တူဂီလူမျိုးတွေကမလက္ကာရေလက်ကြားကိုတဖြည်းဖြည်းချင်းထိန်းချုပ်လာခဲ့ပါတယ်သူတို့ကမလက္ကာရေလက်ကြားမှာစိတ်ကန်းတွေကိုတိစောက်ခဲ့ကြတယ်ပေါ့ဒီလိုစိတ်ကန်းတွေတိစောက်လိုက်တဲ့အတွက်သင်္ဘောတွေကခီးရစ်သွားရင်းနဲ့နားနေ
ဖို့နေရာရရှိခဲ့တဲ့တင်းပေါ်မှာပြုပြင်စရာဒါမှမဟုတ်ပြန်လဲပြင်ဆင်စရာရှိရင်လည်းဒီနေရာမှာလှုပ်ဆောင်နိုင်ခဲ့တဲ့ဒီဒေသမှာကောင်းမွန်တဲ့စီးပွားရေးစနစ်တစ်ခုလည်းပေါ်ပေါက်လာပြီးတော့မြတ်စွန်းများစွာလည်းရရှိခဲ့ပါတယ်ဒီအရာအားလုံးကိုကြည့်ပြီးတော့ Dash Company တွေကအခက်အခဲများစွာကိုရင်ဆိုင်ခဲ့ရတယ်ပေါ့ဒီလိုဆက်သွားမယ်ဆိုလို့ရှိရင်သူတို့ကဆုံးရှုံးမှုကြီးကြီးမားမားကိုရရှိလိမ့်မယ်ဒီ Dash Company ဆိုတာလွယ်လွယ်နဲ့နားလဲလွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်သူတို့က19ရာစုနဲ့18ရာစုနဲ့အတွင်းမှာဆိုလို့ရှိရင်အာရှတိုက်မှာအကြီးမားဆုံးနဲ့အစွမ်းထက်ဆုံးကုန်သွယ်ရေးကုမ္ပဏီတွေကတစ်ခုဖြစ်ပါတယ်တစ်ဖက်မှာလည်း Dash တွေနဲ့ Portuguese တွေတိုက်ပွဲတွေဖြစ်ပွားနေကြပြီးတော့နောက်တစ်ဖက်မှာတော့ဗြိတိရှအရှေ့အိန္ဒိယကုမ္ပဏီကအိန္ဒိယမှာအုပ်ချုပ်ရင်းနဲ့အမြတ်ဆုံးတွေရရှိနေခဲ့တယ်ဒါအပြင်တောင်အာရှမှာလည်းကုန်သွယ်မှုလုပ်ခဲ့ပြီးတော့အဲ့ဒီမှာကိုလိုနီတွေပါထူထောင်ခဲ့တဲ့ပေါ့ဒီလမ်းကြောင်းဟာသူတို့ရဲ့ကုန်သွယ်မှုအတွက်အလွန်ကိုလိုအပ်ခဲ့တယ်ဒါကြောင့်မို့သူတို့လည်းဒီလမ်းကြောင်းကိုတနည်းနည်းနဲ့ထိန်းချုပ်ချင်ခဲ့တယ်ပေါ့ဒါပေမဲ့အရှေ့အိန္ဒိယကုမ္ပဏီက Dash တွေနဲ့ဓာတ်ရိုက်မဆက်ဆံလိုကြပါဘူးဒါကြောင့်မလကရေးလက်ကြားကိုဒီတိုင်းထားခဲ့ပြီးတော့1819ခုနှစ်ဇန်နဝါရီလမှာဆိုလို့ရှိရင်ဗြိတိရှအရာရှိ Thomas Stamford ဟာမလကရေးလက်ကြားအနီးမှာစင်ကာပူနဲ့ဂျိုဟိုးဆိုတဲ့ဒေသကိုတတိထားမိခဲ့ပါတယ်ဒီဒေသကိုဂျိုဟိုးရဲ့ဆူလတန်ကထိန်းချုပ်ထားခဲ့တယ်ဒီလိုနဲ့ပဲဗြိတိရှတွေကစင်ကာပူကိုရရှိသွားခဲ့ပြီးတော့ Dash တွေကတော့မလကရေးလက်ကြားမှာစိတ်ကမ်းတွေဆောက်လုပ်ခဲ့တယ်အခုလက်ရှိစင်ကာပူရှိနေတဲ့နေရာကိုကြည့်မယ်ဆိုလို့ရှိရင်ကောင်းမွန်တဲ့စီးပွားရေးစနစ်တစ်ခုဟာနိုင်ငံတစ်ခုရဲ့တိုးတက်မှုအတွက်ဘလောက်အရေးပါတဲ့အားသာချက်တစ်ခုဖြစ်နိုင်တယ်ဆိုတာကိုနားလည်နိုင်ပါလိမ့်မယ်နိုင်ငံတစ်ခုမှသာမကကောင်းမွန်စွာစီစဉ်ထားတဲ့စီးပွားရေးဖွဲ့စည်းပုံတစ်ခုဟာအသေးစားလုပ်ငန်းတွေစပြီးတော့အကြီးစားစီးပွားရေးလုပ်ငန်းတွေအထိပါနေရာတိုင်းမှာလိုအပ်ပါရဲ့ဒါပေမဲ့အချိန်တစ်ခုမှာပြိုင်ဆိုင်မှုတစ်ခုစတင်ခဲ့တယ်ပေါ့ဒီပြိုင်ဆိုင်မှုကဒီတင်းခဲ့တဲ့စင်ကာပူကျွန်းရဲ့ကံကြမ္မာကိုပြောင်းလဲပေးခဲ့တယ်မလကရေးလက်ကြားမှာ Dash ကုမ္ပဏီတွေနဲ့စင်ကာပူမှာအရှေ့အိန္ဒိယကုမ္ပဏီတွေဟာသူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာတင်မောတွေအများကြီးကိုရန်နာနိုင်မှုစူးစမ်းခဲ့ကြတယ်ပြိုင်ဆိုင်မှုတွေကိုရင်ဆိုင်ဖို့လည်းစူးစမ်းခဲ့ကြတယ်ပေါ့အရှေ့အိန္ဒိယကုမ္ပဏီဟာစင်ကာပူမှာစိတ်ကမ်းကြီးတွေစတင်တည်ဆောက်ခဲ့တယ်ဒါကြောင့်စင်ကာပူမှာအခြေခံအဆောက်အအုံတွေပေါ်ပေါက်လာခဲ့တယ်ဗြိတိရှတွေတည်ဆောက်ထားတဲ့စိတ်ကမ်းတွေကထူးခြားတဲ့ဝန်ဆောင်မှုတွေပေးခဲ့တယ် Dash တွေကိုပြိုင်ဆိုင်မှုမှာအနိုင်ရဖို့အတွက်သူတို့ကစင်ကာပူစိတ်ကမ်းကိုနိုင်ငံအားလုံးရဲ့တင်မောတွေအတွက်အခမဲ့အဖြစ်ကြေညာခဲ့တယ်ဆိုလိုတာကဒီစိတ်ကမ်းမှာစီးပွားရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေအတွက်အခွန်လုံးဝကောက်ခံမှာမဟုတ်ပါဘူးဒီလိုကြေညာချက်ထွက်ပေါ်လာတဲ့အခါမှာတော့နိုင်ငံအားလုံးကတင်မောတွေကဒီစိတ်ကမ်းကိုပို့ပြီးတော့ရောက်လာခဲ့ကြတယ်အရှေ့အိန္ဒိယကုမ္ပဏီရဲ့ view ကတင်မောတွေကိုအခွန်မယူဘဲနဲ့စိတ်ကမ်းကိုရောက်လာခွင့်ပေးမယ်ဆိုလို့ရှိရင်သူတို့အတွက်ယာယီဆုံးရှုံးမှုရှိလာနိုင်ပေမဲ့ဒီတင်မောတွေရောက်လာမယ်ဆိုလို့ရှိရင်စင်ကာပူရဲ့ကုန်သွယ်မှုတစ်ခုလုံးကိုတိုးတက်လာနိုင်ပါတယ်ဒါကြောင့်ရေရှည်မှာအမြတ်ဆုံးတွေရရှိမယ်ဆိုတဲ့အချက်ကြောင့်လုပ်ခဲ့တာပါဒီအကြောင်းကြောင့်တရုတ်အိန္ဒိယမလေးရှားကလူတွေဟာဒီနေရာကိုစတင်ရောက်လာကြတယ်ဒီလိုနဲ့တစ်ချိန်ကလူသူကင်းမဲ့ခဲ့တဲ့ဒီစင်ကာပူကျွန်းမှာဆိုလို့ရှိရင်အိန္ဒိယတရုတ်နဲ့မလေးရှားကလူတွေဟာပြောင်းရွှေ့အခြေချလာကြတယ်လူတွေကစင်ကာပူကိုပြောင်းရွှေ့အခြေချလာတဲ့အခါမှာတော့ဒီမှာပြဿနာတစ်ခုရှိခဲ့တယ်ပေါ့စင်ကာပူမှာတင့်လျော်တဲ့အုပ်ချုပ်မှုစနစ်အဲ့ဒီချိန်လုံးကမရှိခဲ့ပါဘူးဗြိတိရှတွေကစင်ကာပူစိတ်ကမ်းရဲ့လုံခြုံရေးနဲ့အဲ့ဒီကနေငွေရှာဖို့ကိုပဲအာရုံစိုက်ခဲ့ကြတာပါအဲ့ဒီမှာနေထိုင်ပြီးအလုံးလုံးနေကြတဲ့လူတွေရဲ့တိုးတက်မှုဖွံ့ဖြိုးမှုတွေကိုသူတို့စိတ်ဝင်စားခဲ့ကြပါဘူးတင့်လျော်တဲ့အုပ်ချုပ်ရေးမရှိတာကြောင့်တရားမဝင်ရာဇဝတ်မှုတွေစတင်ဖြစ်ပေါ်လာခဲ့တယ်ဒါကြောင့်စင်ကာပူစိတ်ကမ်းဟာတရားမဝင်လုပ်ရက်တွေနဲ့ပို့ပြီးတော့နာမည်ကြီးလာခဲ့တယ်ပေါ့မတူညီတဲ့နိုင်ငံတွေကလူတွေဟာဒီကိုရောက်လာပြီးတော့ဘိန်းပြူဆွဲတာတွေလောင်ကစားလုပ်တာတွေနဲ့ကျွန်းကုန်သွယ်မှုလုပ်တာတွေနောက်ပြီးတော့လင်လုပ်သားတွေကိုကုန်သွယ်မှုလုပ်လာတာတွေနဲ့အကြမ်းဖက်မှုတွေအများကြီးတိုးလာခဲ့ပါတယ်ဒီလမ်းကြောင်းကိုဝင်ရောက်လာတဲ့ကုန်သည်တွေကစင်ကာပူကိုသူတို့ရဲ့တရားမဝင်ရာဇဝတ်မှုတွေလုပ်တဲ့အိမ်တိန်လို့မြင်လာကြတယ်ဗြိတိရှတွေကဒီမှာအလုပ်လုပ်နေတဲ့လူတွေကိုအလုပ်သမားအဆင့်အဖြစ်ပဲသဘောထားခဲ့ကြတယ်အလုပ်သမားတွေကိုလုံအားကနည်းနည်းပဲပေးပြီးတော့ကြိုးစားလုပ်ကိုင်တဲ့အလုပ်သမားတွေကိုအသုံးချဖို့အတွက်ပဲစိတ်ဝင်စားခဲ့ကြတယ်ဒီလိုနဲ့ဗြိတိရှတွေကစိတ်ကမ်းကနေသူတို့မျှော်မှန်းထားသလောက်ဝင်ငွေမရခဲ့ကြဘူးအနီးနားမှာတရုတ်နိုင်ငံရှိပြီးတော့တရုတ်နိုင်ငံဘေးကပင်လယ်မှာသဘောဝအရင်းမြစ်တွေအများကြီးရှိတယ်ဆိုတာကိုသူတို့သတိပြုမိခဲ့တယ်တရုတ်ကဒီအရင်းမြစ်တွေကိုတစ်ကမ္ဘာလုံးကိုရောင်းချပြီးတော့ငွေရှာနေတယ်ဒီဟာအားလုံးကိုကြည့်ပြီးတော့ဗြိတိရှတွေကတရုတ်နိုင်ငံနဲ့တောင်မှစိတ်မကြည်နပ်မှုတွေဖြစ်ခဲ့ကြတယ်သူတို့ကတရုတ်ကိုငွေတွေပေးပြီးတော့ပစ္စည်းတွေအများကြီးယူရတယ်ဒါပေမဲ့တရုတ်ကလိုအပ်တဲ့ဘာတစ်ခုမှသူတို့မှမရှိဘူးလို့ခံစားခဲ့ရတယ်တကယ်တော့နှစ်ဖက်စလုံးကကုန်သွယ်မှုဖြစ်ပေါ်မှသာနိုင်ငံတွေကအမျက်စွန်းရမှာဖြစ်ပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ဗြိတိရှတွေကထူးဆန်းတဲ့နည်းလမ်းတစ်ခုကိုရွေးချယ်ခဲ့ပါတယ်တရုတ်လူမျိုးတွေမိကိုအားထားရမယ့်ကုန်ပစ္စည်းမျိုးကိုသူတို့မှမရှိခဲ့ဘူးဒါကြောင့်ဗြိတိရှတွေကတခုခုကိုရွေးထုတ်ပြီးတော့တရုတ်နိုင်ငံကိုပို့လိုက်တယ်အဲ့ဒါကိုတရုတ်လူမျိုးတွေကဆွဲလန်းသွားအောင်လုပ်ခဲ့တယ်ပေါ့တရုတ်လူမျိုးတွေကဆွဲ
လန်းသွားတဲ့အခါမှာတော့အဲ့ဒီပစ္စည်းပေါ်မှာပို့ပြီးတော့မိကိုလာကြတယ်ပြီးတော့ဗြိတိရှတွေကအဲ့ဒီပစ္စည်းကိုတရုတ်နိုင်ငံကိုစတင်တင်ပို့ခဲ့တယ်တရုတ်နိုင်ငံအနေနဲ့လည်းအဲ့ဒီပစ္စည်းကိုမဖြစ်မနေဝယ်ယူရမယ့်အခြေအနေဖြစ်လာတယ်အဲ့ဒီပစ္စည်းရဲ့နာမည်ကဘိန်းမြူဖြစ်ပါတယ်ဒီဘိန်းမြူကိုဆွဲလန်းတဲ့လူတွေတရုတ်နိုင်ငံမှာလှည့်မြန်စွာများပြားလာခဲ့တယ်တရုတ်နိုင်ငံမှာပြန့်နှံ့သွားတဲ့ဆွဲလန်းမှုဟာတဖြည်းဖြည်းချင်းနဲ့စင်ကာပူကိုပါရောက်လာခဲ့တယ်ဘာကြောင့်လဲဆိုတော့စင်ကာပူမှာအလုပ်လုပ်တဲ့အလုပ်သမားအများစုကတရုတ်လူမျိုးတွေဖြစ်နေလို့ပါ1848ခုနှစ်ရဲ့အချက်လက်တွေကတစ်ချိန်ကလူသူကင်းမဲ့ခဲ့တဲ့ဒီစင်ကာပူကျွန်းပေါ်မှာလူဦးရေ9000အထိရှိလာခဲ့တယ်အဲ့ဒီလူဦးရေပမာဏတွေကလူဦးရေ4000ခန့်ကတရုတ်လူမျိုးတွေဖြစ်ပြီးတော့အဲ့ဒီလူဦးရေတွေကလူဦးရေ1000ခွဲခန့်ဟာဘိန်းမြူဆွဲလန်းနေသူတွေဖြစ်ခဲ့တယ်စင်ကာပူရဲ့လူဦးရေအများစုဟာသူတို့ဘဝအတွက်ဘာအထောက်အပံ့မှမရခဲ့တယ်လို့ဘာပျော်ရွှင်မှုမှလည်းမရှိခဲ့ပါဘူးဗြိတိရှတွေအတွက်လုံအားကနည်းနည်းနဲ့ကြိုးစားလုပ်ကိုင်နေရတယ်ဒါအပြင်ဒီအလုပ်သမားတွေထဲမှာလည်းဘိန်းမြူကိုဆွဲလန်းနေကြတဲ့သူတွေရှိလာတယ်အခြေအနေကဒီလောက်ထိဆိုးရွားခဲ့တယ်ပေါ့ကျွန်တော်တို့စီမှာဧည့်သည်ကိုလက်ဖက်ရည်ကမ်းတယ်လို့စင်ကာပူမှာလူတွေကဘိန်းမြူကိုလက်ဖက်ရည်လိုပေးကမ်းလာကြတယ်ငွေအစားဘိန်းမြူကိုတယောက်နဲ့တယောက်ပေးဝေလာကြတယ်သူတို့ကဘိန်းမြူကိုအရန်ဆွဲလန်းလာကြပြီးတော့ငွေကြေးမရှိတဲ့အတွက်ဟိုးမှုလူရက်မှုစားတဲ့အရာအလုံးကိုစတင်လှုံ့ဆော်လာကြတယ်သူတို့မှာဆင်းရဲမှုရှိပြီးသားဖြစ်ပြီးတော့ဒီຢာကထက်ဆင့်ပို့ပြီးတော့ဆင်းရဲလာခဲ့တယ်ပေါ့ဒါပေမဲ့အဲ့ဒီနောက်မှာတခုခုဖြစ်ပေါ်လာပြီးတော့စင်ကာပူရဲ့အခြေအနေကအနည်းငယ်ပိုကောင်းလာခဲ့တယ်အရင်တော့ကစွန်တာရေလက်ကြားနဲ့မလကာရေလက်ကြားဆိုတဲ့လမ်းကြောင်းတစ်ခုကိုအသုံးပြုခဲ့တယ်ပေါ့ဒီလမ်းကြောင်းတစ်ခုကနေပဲသင်္ဘောအားလုံးကဒီလမ်းကြောင်းတစ်ခုကိုခွဲဝေအသုံးပြုခဲ့ကြတယ်ဒါပေမဲ့စူအတ်တူးမြောင်းကိုဖွင့်လှစ်လိုက်တဲ့အခါမှာတော့ကုန်သည်တွေကဒီလမ်းကြောင်းကိုအသုံးပြုလာကြတယ်ဘာကြောင့်လဲဆိုတော့ဒီလမ်းကြောင်းကသူတို့အတွက်ပို့ပြီးတော့တိုးတယ်ဘယ်လောက်ထိတိုးလဲဆိုလို့ရှိရင်အင်္ဂလန်နဲ့တရုတ်နိုင်ငံအထိသွားတဲ့လမ်းကြောင်းဟာမိုင်9000လောက်အထိကျော်နေသွားခဲ့တယ်ဒါကြောင့်မလကာရေလက်ကြားနဲ့စင်ကာပူကအလုံးအရေးပါလာခဲ့ပါတယ်ဒီကနေစင်ကာပူရဲ့ကုန်သွယ်မှုကတဟုန်ထိုးတိုးတက်လာခဲ့တယ်ကမ္ဘာတဝန်းကကုန်သည်တွေကစင်ကာပူရောက်လာကြတယ်အဲ့ဒါရဲ့နောက်ဆက်တွဲအရလူရင်းအားလိုအပ်ချက်တွေလည်းရှိလာခဲ့တယ်ပေါ့စင်ကာပူရဲ့အိမ်နီးချင်းနိုင်ငံကလူတွေကဒီမှာအလုပ်လုပ်ဖို့ရောက်လာကြတယ်ဒါကြောင့်စင်ကာပူရဲ့လူကြီးကလည်းတိုးပွားလာခဲ့တယ်လူကြီးတိုးပွားလာတဲ့အခါမှာတော့ဗြိတိရှတွေကစီးမင်းစည်းကမ်းတွေချမှတ်ခဲ့တယ်ပေါ့အဲ့ဒီအချိန်မှာအုပ်ချုပ်ရေးကိုအာရုံစိုက်ဖို့သူတို့အတွက်မဖြစ်မနေလိုအပ်ခဲ့တယ်ရဲတပ်ဖွဲ့နဲ့စစ်သားတွေကိုစုဆောင်းခဲ့တဲ့လုံသမားတွေရဲ့လိုအပ်ချက်တွေအတွက်အခြေခံအဆောက်အအုံတွေဆောက်လုပ်ပေးခဲ့တယ်ဒီအကြောင်းမျိုးကြောင့်စင်ကာပူဟာဗြိတိရှတွေအုပ်ချုပ်တဲ့ကိုလိုနီအဖြစ်စတင်ခဲ့ပြီးတော့နောက်မှာတဖြည်းဖြည်းတိုးတက်ပြောင်းလဲလာခဲ့ပြီးတော့ခိုင်မာတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်ဒါပေမဲ့1914ခုနှစ်မှာပထမကမ္ဘာစစ်စတင်ဖြစ်ပေါ်ခဲ့တဲ့စင်ကာပူဟာဒီစစ်ပွဲနဲ့ဘာမှမပတ်သက်ခဲ့ပေမဲ့ဗြိတိန်နိုင်ငံကတော့ဒီစစ်ပွဲမှာပါဝင်ခဲ့တယ်ဒီစစ်ပွဲကြောင့်ဗြိတိရှတွေရဲ့အာရုံစူးစိုက်မှုကလည်းစစ်ပွဲဘက်ကိုရောက်သွားခဲ့တယ်ဒီအချက်အနေနဲ့ဒီစစ်ပွဲကြောင့်ကမ္ဘာကုန်သွယ်မှုတိတိကျကျဆင်းခဲ့တယ်ပေါ့ဒီအတွက်ကြောင့်ဥရောပနဲ့အာရှနိုင်ငံတွေရဲ့ကုန်သွယ်ရေးဗဟိုချက်ဖြစ်တဲ့ဒီစင်ကာပူနိုင်ငံဟာလည်းဆုံးရှုံးမှုကြီးမားမားကိုကြုံတွေ့ခဲ့ရတယ်ဒီစင်ကာပူစိတ်ကမ်းကိုအမိပြုတ်ပြီးတော့မတူညီတဲ့နီလန်းအနေနဲ့အလုပ်လုပ်ပြီးစားဝတ်နေရေးအတွက်ငွေရှာနေတဲ့လူတွေအတွက်အရာအလုံးဟာရပ်တန့်သွားခဲ့တဲ့လုံးလက်မဲ့ဖြစ်မှုတိုးလာခဲ့တဲ့ပေါ့စားနပ်ရိက္ခာတွေရှားပါလာတယ်လူရက်မှုတွေရန်ဖြစ်တာတွေစတင်ဖြစ်ပေါ်လာတယ်ဘိန်းမြူဆွဲလန်းမှုကရှိပြီးသားဖြစ်ပြီးတော့ဒါအပြင်1918ခုနှစ်မှာစပိန်တုပ်ကွေးရောဂါဟာကမ္ဘာတဝန်းကိုပြန့်နှံ့သွားခဲ့တဲ့စင်ကာပူကလည်းဒီရောဂါရဲ့လွှမ်းမိုးမှုအောက်ကိုရောက်သွားခဲ့ပြီးတော့ထောင်နဲ့ချီတဲ့လူတွေကအသက်ဆုံးရှုံးခဲ့ရတယ်အဲဒီနောက်မှာ1929ခုနှစ်မှာကြီးမားတဲ့စီးပွားရေးပြက်ကတ်ကြီးဖြစ်ပေါ်လာခဲ့တယ်ဒါကြောင့်အဲ့ဒီအချိန်မှာစင်ကာပူရဲ့အခြေအနေကပြန်ပြီးတော့မိမ့်မိန်သွားခဲ့တယ်ပေါ့တကယ်တော့1939ခုနှစ်မှာဒုတိယကမ္ဘာစစ်စတင်ဖြစ်ပေါ်ခဲ့ပါတယ်ဒါကြောင့်ဒီမှာအခြေအနေကပိုပြီးတော့ဆိုးရွားလာခဲ့တယ်ပေါ့ဒါပေမဲ့တခုရှိတာကဂျပန်နဲ့ဗြိတိန်တွေကတယောက်နဲ့တယောက်ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်ဒါကြောင့်ဂျပန်က1942ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစင်ကာပူကိုတိုက်ခတ်ခဲ့တယ်9ရက်အတွင်းဂျပန်တပ်မတော်ဟာဗြိတိရှတပ်မတော်ကိုအနိုင်ယူပြီးတော့သူတို့ရဲ့စစ်သား1000ကိုတပ်ဖြတ်ခဲ့တယ်အဲဒီနောက်မှာဂျပန်တွေကစင်ကာပူကိုဝင်ရောက်ပြီးတော့ရက်ဆက်စွာတပ်ဖြတ်မှုတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်ဂျပန်တွေကစင်ကာပူပြည်သူလူထုကိုတပ်ဖြတ်ခဲ့တယ်အများပြည်သူနေရာတွေမှာအုပ်စုလိုက်တပ်ဖြတ်မှုတွေဖြစ်ပေါ်ခဲ့တယ်ပေါ့လူတွေကိုအရှင်လက်လက်မိရှို့တပ်ဖြတ်ခဲ့တယ်ပြီးတော့အာရမအလုပ်ခိုင်းစေမှုတွေပါလုပ်ခဲ့ပါသေးတယ်နှိပ်စက်ညှဉ်းပန်းမှုတွေလည်းပြုလုပ်ခဲ့တယ်ပေါ့အဲ့ဒီအချိန်တုန်းကစင်ကာပူရဲ့အခြေအနေကိုသာကြည့်မယ်ဆိုလို့ရှိရင်အနာဂတ်မှာစင်ကာပူဟာကမ္ဘာအချမ်းသာဆုံးနိုင်ငံစီးရင်တွေကနိုင်ငံတစ်နိုင်ငံဖြစ်လာလိမ့်မယ်ဆိုတာတွေးရစရာမရှိပါဘူးဂျပန်တွေကဒီလိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်တွေကိုလုပ်နေချိန်မှာ1945ခုနှစ်ဩဂုတ်လမှာဆိုလို့ရှိရင်အမေရိကန်ကဂျပန်ပေါ်မှာနျူကလ িয়ার ပုံကျဲချခဲ့ပါတယ်ဒါကြောင့်ဂျပန်ဟာကြီးမားတဲ့ဆုံးရှုံးမှုကိုရင်ဆိုင်ခဲ့ရပြီးတော့လက်နက်ချအညံ့ခံခဲ့ရတယ်ပေါ့ဒါကြောင့်ပဲဂျပန်တွေကစင်ကာပူကိုပါဆွန့်ခွာသွားခဲ့တယ်ဗြိတိရှတွေကစင်ကာပူကိုပြန်လည်ဝင်ရောက်လာခဲ့တယ်ပေါ့အဲဒီအချိန်မှာစင်ကာပူပြည်သူလူထုဟာအစာရေစာငတ်မွတ်ခေါင်းပါပြီးတော့ရှားပါတဲ့အခြေအနေတစ်ခုကိုရင်ဆိုင်ခဲ့ရတယ်ဗြိတိရှတွေကစင်ကာပူကိုရောက်လာတဲ့အခါမှာအပြောင်းလဲတချို့ပြုလုပ်ခဲ့တယ်တင်းလျော်တဲ့အုပ်ချုပ်ရေးမရှိရင်သူတို့ရဲ့စိတ်ကမ်းလုပ်ငန်းတွေပါအနှောက်အယှက်ဖြစ်မယ်ဆိုတာသူတို့နားလည်ခဲ့ပါတယ်ဒါကြောင့်ဒါကိုစဉ်းစားပြီးတော့ဗြိတိရှတွေကစင်ကာပူမှာအုပ်ချုပ်ရေးပိုင်းအပြောင်းလဲတွေလုပ်ခဲ့တယ်ပေါ့ပြည်သူတွေကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့တယ်အစိုးရဖွဲ့စည်းတာတွေရွေးကောက်ပွဲတွေကျင်းပတာတွေခေါင်းဆောင်တွေခန့်အပ်တာတွေပြည်တွင်းရေးရာတွေကိုစင်ကာပူလူထုကို
ကိုကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးခဲ့တယ်ပေါ့ဒါပေမဲ့စင်ကာပူရဲ့နိုင်ငံတကာဆက်ဆံရေးနဲ့လုံခြုံရေးကိုတော့ဗြိတိရှတွေကဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်1959ခုနှစ်မှာစင်ကာပူမှာအထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီးတော့စုစုပေါင်းမဲဆန္ဒ52နေရာအတွက်ရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့အဲ့ဒီချိန်မှာလီကွမ်ယူဆိုတဲ့သူက People Action Party လို့ခေါ်တဲ့ပြည်သူ့အကျိုးဆောင်ပါတီကိုဖွဲ့စည်းပြီးတော့ရွေးကောက်ပွဲဝင်ခဲ့တဲ့သူဟာမဲဆန္ဒနဲ့52နေရာထဲမှာ43နေရာအနိုင်ရရှိခဲ့ပြီးတော့စင်ကာပူရဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်ဒီလူကတော့စင်ကာပူရဲ့ကံကြမ္မာကိုပြောင်းလဲပေးခဲ့တဲ့သူပါဗြိတိရှတွေကစင်ကာပူစိတ်ကမ်းကနေငွေရှာဖို့ပဲအာရုံစိုက်နေချိန်မှာဒီလီကွမ်ယူရဲ့ရည်မှန်းချက်ကစင်ကာပူရဲ့နိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးအခြေအနေတွေကိုပါပြောင်းလဲပေးခဲ့တယ်ဒါကြောင့်မို့လို့လေဒီနေ့အထိသူ့ကိုစင်ကာပူရဲ့တီထောင်သူဖခင်လို့ခေါ်ကြတာပေါ့သူဟာထူးခြားတဲ့နီလန်းနေနဲ့အရာအလုံးကိုလုံးဆောင်ခဲ့ပြီးတော့ဒီလိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုကိုဒီနေ့အထိထိန်းသိမ်းထားနိုင်ခဲ့ပါတယ်ဒါပေမဲ့လူတော်တော်များများပြောကြတာကစင်ကာပူရဲ့တီနေရာကအလုံးကိုကောင်းမွန်လို့မို့လို့ဒီလိုမျိုးဖြစ်လာခဲ့တာလို့ပြောနိုင်ပါတယ်ဒါပေမဲ့အင်ဒိုနီးရှားမလေးရှားနဲ့ထိုင်းတို့ရဲ့တီနေရာတွေကလည်းကောင်းမွန်ခဲ့ပါတယ်အကြောင်းရင်းကတော့စင်ကာပူမှာဝန်ကြီးချုပ်လီကွမ်ယူကထူးခြားတဲ့လှုပ်ဆောင်မှုတွေကိုလုပ်ခဲ့လို့သာစင်ကာပူကလုံးဝပြောင်းလဲသွားခဲ့တာပါသူဘာတွေလုပ်ခဲ့တာလဲဒါတွေကိုဆက်လက်ပြီးတော့ဆွေးနွေးကြပါမယ်လီကွမ်ယူစင်ကာပူရဲ့ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါမှာသူသိခဲ့တာကစင်ကာပူဟာကိုချရောက်ပေါ်ကိုရပ်တည်နိုင်မှသာလျှင်နိုင်ငံတစ်နိုင်ငံအဖြစ်ရှင်သန်နိုင်မယ်ဆိုတာပါဗြိတိရှတွေသာစင်ကာပူကနေထွက်ခွာသွားမယ်ဆိုလို့ရှိရင်စင်ကာပူဟာကိုဘယ်လိုကာကွယ်ရမလဲနိုင်ငံကိုဘယ်လိုစနစ်တကျပြန်လည်ထူထောင်ပြီးဦးဆောင်ရမလဲဆိုတဲ့စိုးရိမ်ပူပန်မှုတွေဟာဒီလီကွမ်ယူမှာရှိခဲ့ပါတယ်စင်ကာပူမှာတရုတ်လူကြီးများပြားနေရကြောင်းဆိုဗီယက်ယူနီယံလိုကွန်မြူနစ်အင်အားကြီးနိုင်ငံတွေနဲ့ကွန်မြူနစ်တရုတ်နိုင်ငံတို့ကအဲ့ဒီအချိန်တုန်းကစင်ကာပူကိုမျက်စိကျနေခဲ့တယ်ရွေးကောက်ပွဲတွေကျင်းပပြီးပါတီတွေဝင်ကြီးချုပ်တွေရွေးချယ်တဲ့အခါမှာပြည်သူတွေရဲ့ဆန္ဒနဲ့ရွေးချယ်မှုကိုလေးစားတာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့ကွန်မြူနစ်ဝါဒအတိုင်းနိုင်ငံကိုအတင်းအဓမ္မပြောင်းလဲခြင်းခဲ့ကြတာပါဒါကဝင်ကြီးချုပ်လီကွမ်ယူရဲ့ရှေ့မှာရှိတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပေမဲ့ပိုကြီးတဲ့စိန်ခေါ်မှုလည်းရှိနေပါသေးတယ်ဒါကတော့စင်ကာပူမှာဆင်းရဲမွဲတေမှုတွေဒီဆင်းရဲတဲ့ရက်ကွက်တွေကနေအစာရည်စာပြက်လက်မှုတွေဘိန်းပြူဆွဲလန်းမှုတွေလူမျိုးရေးမငြိမ်သက်မှုတွေကကမ္ဘာပေါ်မှာဘယ်နေရာမှမတွေ့ရတဲ့အဆင့်ဒီစင်ကာပူမှာရောက်ခဲ့တာပါအဲ့ဒီအချိန်မှာအလုံးလက်မဲ့လူကြီးကလည်းအလွန်ကိုများပြားနေခဲ့တာပါစားနပ်ရိက္ခာကလည်းရှားပါးနေခဲ့ပါတယ်ဒါပေမဲ့ဒီလိုဖြစ်နေရတဲ့လည်းလူသမားအဖွဲ့တွေကတပိတ်မှောက်မှုတွေကိုအကြီးအကျယ်ဆင်နွှဲခဲ့ကြပါတယ်စင်ကာပူဟာလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်တဲ့နိုင်ငံတစ်ခုပါအဲ့ဒီအချိန်ကာလတုန်းကစင်ကာပူမှာလူမျိုးအလိုက်ကွဲပြားခြင်းတွေဘာသာရေးအလိုက်ကွဲပြားခြင်းတွေဒီလိုမတူညီတဲ့ကွဲပြားမှုများစွာရှိခဲ့ပါတယ်ဒီလိုတကွဲတပြားစီဖြစ်နေတဲ့လူတွေကိုလီကွမ်ယူကစီလုံးညွညွအောင်ဘယ်လိုကြိုးစားခဲ့လဲဆိုတာကိုဆက်လက်ပြီးတော့ကြည့်လိုက်အောင်အဲ့ဒီအချိန်တုန်းကဘာသာတရားအပြင်စင်ကာပူမှာလူမျိုးစုအရာလည်းမတူညီကွဲပြားမှုတွေရှိပါတယ်အကြီးဆုံးလူမျိုးစုကတရုတ်လူမျိုးဖြစ်ပြီးတော့84.5% လောက်ရှိပါတယ်အဲ့ဒီနောက်မှာတော့မလေးလူမျိုးကလည်း73.5% လောက်ရှိပါတယ်အိန္ဒိယလူမျိုးကတော့9% လောက်ရှိပြီးတော့ကျန်ရှိတဲ့3%ကတော့ဥရောပအာရှရောနှောနေတဲ့လူမျိုးတွေနဲ့အာရပ်လူမျိုးတွေဖြစ်ကြပါတယ်ဒီလူမျိုးစုတွေဟာသူတို့ရဲ့တူညီတဲ့လူမှုအတိုင်းဝိုင်းနဲ့ပဲဆက်ဆံခဲ့ကြပြီးတော့စင်ကာပူဆိုတဲ့နိုင်ငံတစ်ခုအနေနဲ့တယောက်နဲ့တယောက်ဘာမှဆက်နွယ်မှုမရှိခဲ့ကြဘူးပေါ့လူတိုင်းဟာသူတို့ရဲ့တူညီတဲ့လူမှုအတိုင်းဝိုင်းနဲ့သာဆက်ဆံမှုပြုလုပ်ခဲ့ကြတယ်အဲ့ဒီချိန်တုန်းကဒေသတွေကိုလည်းလူမျိုးအလိုက်ခွဲခြားထားခဲ့ကြတယ်ဥမာအနေနဲ့နားလည်လွယ်အောင်ပြောရရင်ဗျာတရုတ်လူမျိုးအများစုကမျိုးလေကောင်မှနေထိုင်ခဲ့ကြတယ်လေးရှားလူမျိုးတွေကကမ်ပွန်းကလန်မှာအိန္ဒိယလူမျိုးတွေကစီယန်ကူမှာအများစုနေထိုင်ခဲ့ကြတယ်ဒီလိုမျိုးတူညီရာအစုစုလိုက်နေထိုင်ခဲ့ကြတယ်ပေါ့ဒီလိုမျိုးစည်းလုံးညီညွတ်မှုမရှိတာကလည်းစင်ကာပူနိုင်ငံတစ်ခုလုံးအတွက်ဆုံးရှုံးမှုကြီးမားခဲ့တယ်ပေါ့ဒါကြောင့်ဝန်ကြီးချုပ်လီကွမ်ယူကပထမဆုံးဆုံးဖြတ်ခဲ့တာကနိုင်ငံတစ်ခုလုံးကိုစည်းလုံးညီညွတ်အောင်လုပ်ရမယ်ဆိုတာပါပဲမဟုတ်ရင်ဘယ်မူဝါဒပဲယူလာအလဟာတာဖြစ်သွားမယ်ပေါ့စင်ကာပူနိုင်ငံဟာလူမျိုးစုံပါဝင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့ဒီနေ့ခေတ်မှာတော့ကမ္ဘာမှာစံနမူနာယူစရာနိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်သူတို့ကမလေးနိုင်ငံလည်းမဟုတ်ဘူးတရုတ်နိုင်ငံလည်းမဟုတ်ပါဘူးဒါအပြင်အိန္ဒိယနိုင်ငံတစ်နိုင်ငံလည်းမဟုတ်ပါဘူးဒီစင်ကာပူနိုင်ငံဟာဘာသာတရားပေါ်မှာတိဆောက်ထားခြင်းလည်းမဟုတ်တယ်လို့ဘာသာစကားတစ်ခုပေါ်မှာလည်းတိဆောက်ထားခြင်းမဟုတ်ပါဘူးဒါအပြင်ကျေးမှုတစ်ခုပေါ်မှာလည်းတိဆောက်ထားတဲ့နိုင်ငံတစ်နိုင်ငံလည်းမဟုတ်ပါဘူးဒီပြဿနာတွေအားလုံးကိုဖြေရှင်းဖို့အတွက်ဝန်ကြီးချုပ်လီကွမ်ယူက1960ခုနှစ်ဖေဖော်ဝါရီလမှာဆင်းရဲတဲ့ရပ်ကွက်တွေမှာလူမှုအတိုင်းဝိုင်းလိုက်နေထိုင်နေတဲ့လူဦးရေရဲ့80%ကိုဖြည့်ရှင်းဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်ဒီအတွက်သူကအင်ယာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ HDB ကိုဖွဲ့စည်းခဲ့ပါတယ် HDB ရဲ့အရှိကောက်က Housing and Development Board ဖြစ်ပါတယ် HDB ဆိုတာစင်ကာပူနိုင်ငံရဲ့အမျိုးသားအဆင့်ပြည်သူ့အင်ယာတာဝန်ခံအဖွဲ့အစည်းဖြစ်ပါတယ်1960ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်ကစင်ကာပူရဲ့အင်ယာပြဿနာကိုဖြေရှင်းဖို့အတွက်ရည်ရွယ်ခဲ့ပါတယ်ဒီအဖွဲ့ကမြေတွေကိုဝယ်ယူခဲ့ပြီးတော့အင်ယာ unit တွေကိုဆောက်လုပ်ခဲ့ပါတယ်ပြောရရင်တော့ဗျာတိမ်နောင်ချင်းအတွက်တီးတန့်အိမ်တွေမဟုတ်ဘဲနဲ့လူအများပြားနေထိုင်နိုင်တဲ့အထက်မြင့်တိုက်ခ
န်းတွေကိုအဓိကထားဆောက်လုပ်ခဲ့တာပါဆင်းရဲတဲ့ရက်ကွက်မှာနေထိုင်တဲ့သူတွေကိုအလွန်တက်တာတဲ့ဈေးနှုန်းနဲ့အိမ်တွေပေးခဲ့တဲ့ငွေမရှိတဲ့သူတွေကိုငှားရမ်းစနစ်နဲ့ပေးခဲ့တဲ့ဒီကွမ်ယူကပေါင်းစည်းရေးချင်းကပ်မှုတစ်ခုကိုအသုံးပြုခဲ့တဲ့အဲ့ဒါကတော့လူမျိုးစုမူဝါဒတစ်ခုကိုမိတ်ဆက်ခဲ့တဲ့ဒီမူဝါဒအရအစိုးရရဲ့အိမ်ယာတွေမှာနေထိုင်တဲ့သူတွေဟာဆိုလို့ရှိရင်လူမျိုးစုလိုက်သတ်မှတ်ထားတဲ့အချိုးအစားကိုလိုက်နာပြီးတော့နေထိုင်ရမှာဖြစ်ပါတယ်ဥပမာအားဖြင့်အဆောင်တစ်ခုထဲမှာမလေးလူမျိုး22ရာခိုင်နှုန်းနဲ့တရုတ်လူမျိုး84ရာခိုင်နှုန်းအိန္ဒိယလူမျိုး10ရာခိုင်နှုန်းနဲ့အခြားလူနည်းစုအုပ်စုတွေပါဝင်နေထိုင်ရမှာဖြစ်ပါတယ်ဒီလိုနေထိုင်ခြင်းကနိုင်ငံတွင်းမှာလူမျိုးစုအချိုးအစားတွေကဒီအဆောင်တစ်ခုမှာထင်ဟပ်ပြသနေပြီးတော့တရုတ်မလေးနဲ့အိန္ဒိယလူမျိုးတွေဟာအဆောင်တစ်ခုထဲမှာအတူတကွနေထိုင်နိုင်ကြမှာပဲဖြစ်ပါတယ်နောက်ပြီးတော့လုံးလုံးတဲ့သူတွေစီကနေ Central Provident Fund ဆိုတဲ့ဗဟိုပင်စင်ရန်ပုံငွေဆိုတဲ့ CPF တစ်ခုကိုစတင်ခဲ့တယ်လွယ်လွယ်နဲ့နားလဲလွယ်အောင်ပြောရရင်တော့ဗျာစင်ကာပူနိုင်ငံသားတွေနဲ့အမြဲတမ်းနေထိုင်ခွင့်ရထားသူတွေရဲ့လာတာတွေကပိုက်ဆံတစ်စိတ်တစ်ပိုင်းကိုအလုပ်သမားရောအလုပ်ရှင်ကပါထည့်ဝင်ပြီးတော့စုဆောင်းထားတဲ့ရန်ပုံငွေတစ်ခုပါဒီရန်ပုံငွေကိုအငိမ့်သားယူတဲ့အခါဒါမှမဟုတ်အိမ်ဝယ်ဖို့စေကူဖို့စတဲ့သတ်မှတ်ထားတဲ့ရည်ရွယ်ချက်တွေအတွက်သုံးလို့ရပါတယ်ဒါပေမဲ့အဓိကအားဖြင့်အငိမ့်သားဘဝမှာငွေကြေးလုံခြုံမှုရှိနဲ့နေထိုင်နိုင်ဖို့အတွက်ရည်ရွယ်ထားတာဖြစ်တဲ့အတွက်သူတို့ကန့်သက်ထားတဲ့အသက်အရွယ်တစ်ခုမှသာလျှင်ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီလိုနဲ့ပဲနှစ်အနည်းငယ်အတွင်းမှာစင်ရသားရက်ွက်တွေဟာအဆောက်အအုံတွေဖြစ်ပြောင်းလဲသွားခဲ့တယ်အစိုးရအနေနဲ့လူမျိုးစုံရောနှောနေထိုင်အောင်ရည်ရွယ်ချက်ရှိအဆောက်အအုံတွေကိုခွဲပေးခဲ့တယ်ပေါ့ဒါကြောင့်မို့လို့လူတွေဟာစီးလုံးညီညွတ်လာပြီးတော့လူမှုအတိုင်းဝိုင်းလိုက်တီးခြားနေထိုင်နေတဲ့နေရာတွေဟာအဆုံးသတ်သွားခဲ့ပါတယ်ဝန်ကြီးချုပ်ကထုတ်ပြန်ခဲ့တာကဘာသာရေးနဲ့ပတ်သက်တဲ့ခွဲခြားဆက်ဆံမှုတွေကိုဖယ်ရှားခြင်းနဲ့ဆိုလို့ရှိရင်ဘယ်ဘာသာရေးဒါမှမဟုတ်လူမှုအတိုင်းဝိုင်းတစ်ခုအကြောင်းမှာပြောဆိုခြင်းတွေကိုရပ်တန့်ပါမယ်ဘာသာရေးတိုင်းအတွက်ဒဏ်နုလေးစားမှုနဲ့အခွင့်အရေးတွေဖန်တီးပေးရမယ်ဒါတွေကိုဖယ်ရှားခြင်းအကြောင်းအဆင့်ကနေစရမယ်ဒါမှပြဿနာရဲ့အမြင့်ကိုဖယ်ရှားနိုင်မယ်ပေါ့အဲ့ဒီအချိန်တုန်းကစင်ကာပူမှာမလေးလူမျိုးကလေးတွေကမလေးကျောင်းတွေကိုတွားကြတယ်တရုတ်ကလေးတွေကတရုတ်ကျောင်းကိုတွားကြတယ်ပေါ့အခြားလူမှုအတိုင်းဝိုင်းတွေကလည်းသူတို့ရဲ့နှစ်သက်ရာကျောင်းတွေကိုတွားကြတယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်လီကွမ်ယူကအစိုးရကျောင်းတွေကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်ဒီကျောင်းတွေမှာအဲ့ဒီအတိုင်းဝိုင်းကျောင်းတွေထက်ပိုကောင်းတဲ့အခြေခံအဆောက်အအုံတွေနဲ့အထောက်အကူပစ္စည်းတွေထားရှိခဲ့တယ်ပေါ့ဒီအစိုးရကျောင်းတွေကိုအလွန်တက်တာတဲ့ကျောင်းလာကနဲ့တက်ရောက်စေခဲ့တယ်လူတွေကအစိုးရကျောင်းတွေရဲ့အထောက်အကူပစ္စည်းတွေတင်ရိုးညွှန်းနှန်းတွေကိုကြည့်ပြီးတော့တက်တာတဲ့ကျောင်းလာကနဲ့အရေးအသွေးမြင့်ပညာရေးကိုရမယ်ဆိုတာကိုတွေ့တဲ့အခါမှာတော့သူတို့ရဲ့ကလေးတွေကိုသက်ဆိုင်ရာလူမှုအတိုင်းဝိုင်းကျောင်းတွေကနေအစိုးရကျောင်းတွေကိုပို့ခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့အစိုးရကျောင်းတွေကတက်တာတဲ့ကျောင်းလာကနဲ့အစင်းမြင့်ပညာရေးတွေကိုရရှိလို့ပါ။အဲ့ဒီအချိန်တုန်းကစင်ကာပူအစိုးရရဲ့အာရုံစိုက်မှုကဘာသာရေးအားလုံးကိုလေးစားပြီးတော့စီးလုံးညီညွတ်စွာနေထိုင်နိုင်ဖို့ဖြစ်ပါတယ်။ဥပမာအနေနဲ့မြင်တောင်ပြောရရင်ဗျာဖန်စီဝစ်စုံပြိုင်ပွဲတွေမှာတောင်တရုတ်ကလေးတယောက်ဆိုလို့ရှိရင်မလေးရိုးရဝစ်စုံကိုဝစ်ဆင်ပြီးတော့ဖျော်ဖြေကြရပါတယ်ဒီလိုယဉ်ကျေးမှုကိုကျောင်းတွေမှာဖန်တီးခဲ့ပြီးတော့ဆရာတွေကလည်းဒီလိုညွှန်ကြားခဲ့ပါတယ်အဲ့နောက်မှာဝန်ကြီးချုပ်ကယဉ်ကျေးမှုဝန်ကြီးဌာနကိုဖွဲ့စည်းခဲ့တယ်ဒီဝန်ကြီးဌာနရဲ့ရည်ရွယ်ချက်ကလူကိုစီးလုံးညီညွတ်အောင်လုပ်ဖို့ပါပဲသူတို့ကျင်းပတဲ့ယဉ်ကျေးမှုပွဲတွေကိုဘာသာစကားတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့ဘာသာစကားမျိုးစုံနဲ့ပါကျင်းပခဲ့တာပါတချို့နေရာတွေမှာတရုတ်လူမျိုးတွေကမလေးယဉ်ကျေးမှုပွဲတွေမှာပါဝင်ကြတယ်အလားတူပဲမလေးလူမျိုးတွေကလည်းတရုတ်ယဉ်ကျေးမှုပွဲတွေမှာပါဝင်လာကြပါတယ်စင်ကာပူမှာလူကြီးအများစုကတရုတ်မလေးတမီးနဲ့အင်္ဂလိပ်စကားပြောသူတွေဖြစ်တာကြောင့်ဒီဘာသာစကား၄ခုကိုတရားဝင်ဘာသာစကားဖြစ်သတ်မှတ်ခဲ့တာပါဝန်ကြီးချုပ်ကနိုင်ငံကိုစီးလုံးညီညွတ်အောင်လုပ်ခဲ့ရမှာအောင်မြင်ခဲ့ပါတယ်ဒါပေမဲ့စီးပွားရေးကတော့မလေးရှားကထိန်းချုပ်ထားပါတယ်ဘာကြောင့်လဲဆိုတော့မလေးရှားဟာတန်ပြူနဲ့ရာဘာထုတ်ကုန်တွေပေါ်မှာစင်ကာပူရဲ့စီးပွားရေးကမိကိုနေခဲ့လို့ပါနားလည်လို့ပြန်ပြီးတော့ရှင်းပြရမယ်ဆိုလို့ရှိရင်လီကွမ်ယူဝန်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာစင်ကာပူဟာလွတ်လပ်ရေးရကသာအချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာစင်ကာပူရဲ့စီးပွားရေးကအခုလိုမျိုးတိုးတက်နေရမျိုးမဟုတ်ပါဘူးအဲ့ဒီအချိန်တုန်းကစင်ကာပူကမလေးရှားနိုင်ငံရဲ့ကုန်သွယ်ရေးကိုအဓိကမိကိုနေရတဲ့ဗဟိုနေရာလေးတစ်ခုပါမလေးရှားနိုင်ငံဟာတန်ပြူနဲ့ရာဘာကိုကမ္ဘာပေါ်မှာအများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေကတနိုင်ငံမှာဒီကုန်ကျန်းတွေကိုနိုင်ငံတကာကိုတင်ပို့ဖို့အတွက်စင်ကာပူစိတ်ကမ်းကိုအဓိကထားအသုံးပြုခဲ့ပါတယ်စင်ကာပူကတော့ဒီတန်ပြူနဲ့ရာဘာတွေကိုတင်ပို့ဖို့အတွက်ကုန်သွယ်ရေးဗဟိုအဖြစ်ဆောင်ရွက်ခဲ့ရပါတယ်ပြောရရင်တော့မလေးရှားကထုတ်တဲ့ထုတ်ကုန်ပစ္စည်းတွေကိုစင်ကာပူစိတ်ကမ်းအနေနဲ့တင်မောတွေပေါ်တင်ပြီးတော့အခြားနိုင်ငံတွေကိုပို့တာပါဒါမှမဟုတ်အခြားနိုင်ငံတွေကဝယ်တာမျိုးလုပ်ရတာပါဘာကြောင့်စင်ကာပူကမလေးရှားပေါ်မှာမိကိုနေရလဲဆိုလို့ရှိရင်မလေးရှားကတန်ပြူနဲ့ရာဘာထုတ်လုပ်မှုသာရောကြသွားမယ်ဆိုလို့ရှိရင်ဒါမှမဟုတ်သူတို့ရဲ့ကုန်သွယ်ရေးမူဝါဒတွေပြောင်းလဲသွားမယ်ဆိုလို့ရှိရင်စင်ကာပူရဲ့စီးပွားရေးဟာတိုက်ရိုက်ထိခိုက်မှာပါဒါအပြင်အခြားစီးပွားရေးလုပ်ငန်းတွေမှာလည်းမလေးရှားကသူတို့ရဲ့အကြီးဆုံးဝယ်သူဖြစ်နေလို့ပါဒါအပြင်စင်ကာပူမှာငွေရှာနိုင်မဲ့တဘာဝအရင်းမြစ်တွေမရှိခဲ့ပါဘူးဒါကတော့ပထမအချက်ပါဒုတိယအချက်အနေနဲ့ကတော့လုံခြုံရေးကိုဗြိတိရှတွေကတာဝန်ယူထားပါတယ်တကယ်လို့သာဗြိတိရှတွေကဒီစင်ကာပူနိုင်ငံကနေထွက်သွားမယ်ဆိုလို့ရှိရင်အခြားနိုင်ငံတကူကစင်ကာပူကိုအချိန်နှင်းငယ်အတွင်းမှာဖျက်ဆီးပစ်နိုင်ပါတယ်ဒီအတွက်ကြောင့်ဝန်ကြီးချုပ်ကမလေးရှားရဲ့ထောက်ခံမှုကလည်းမဖြစ်မနေလိုအပ်တယ်ဆိုတာသိခဲ့ပါတယ်ဒီအတွက်ကြောင့်ပဲသူတို့ဟာမလေးရှားနဲ့အဆင်ပြေမှုရအောင်ကြိုးစားခဲ့ကြတယ်ပေါ့နောက်ပြီးတော့စင်ကာပူမှာရင်ဆိုင်ခဲ့ရတဲ့ပြဿနာတစ်ခုကဒီလူထုစီလုံးမှုမတူညီတဲ့မူဝါဒတွေရှိမဲ့ဆိုရင်တော့တကယ်လို့သာအကျင့်ပြတ်ခြားသားမှုရှိနေမယ်ဆိုလို့ရှိရင်ဒါလေးအားလုံးဟာအလားဟာတဖြစ်သွားမယ်ဆိုတာကိုဝန်ကြီးချုပ်ကသိနေခဲ့ပါဒီအတွက်
အတွက်ကြောင့်1960ခုနှစ်ဇွန်လမှာအချင်းပြတ်ခြားသားမှုတားဆီးရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်ဒီဥပဒေအရအများပြည်သူရောအစိုးရရောဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ်အချင်းပြတ်ခြားသားမှုနဲ့ဖမ်းမိမယ်ဆိုလို့ရှိရင်စင်ကာပူဒေါ်လာဒဏ်ကြေးပေးဆောင်ရမယ်ဒါမှမဟုတ်ထောင်ဒဏ်အနေနဲ့ချမှတ်ခံရမှာဖြစ်ပါတယ်ဒီအချင်းပြတ်ခြားသားမှုကိစ္စကိုစုံစမ်းစစ်ဆေးဖို့အတွက်အချင်းပြတ်ခြားသားမှုစုံစမ်းစစ်ဆေးရေးဗျူရို CPIB ကိုဖွဲ့စည်းခဲ့တယ်ဒီဌာနတစ်ခုလုံးကိုအစိုးရရဲ့ထိန်းချုပ်မှုအောက်ကနေဖယ်ထားခဲ့ပြီးတော့ဒီဌာနရဲ့အစည်းအဝေးခန်းသားတွေကိုဝန်ကြီးချုပ်ထံတိုက်ရိုက်ပေးပို့ခဲ့ကြရတယ်အဲ့နောက်မှာ1962ခုနှစ်မှာတော့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ EDB ကိုဖွဲ့စည်းခဲ့တယ်ဒီအဖွဲ့ရဲ့အဓိကရည်ရွယ်ချက်ကစင်ကာပူမှာတဘာဝအရင်းမြစ်တွေမရှိပေမဲ့ကောင်းမွန်တဲ့အခွင့်အရေးခွင့်သာပေးမယ်ဆိုလို့ရှိရင်နိုင်ငံခြားယင်းနှိမ့်ညွှန်းနှံမှုတွေစင်ကာပူမှာရလာမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်စင်ကာပူကစီးပွားရေးကပြန်လည်နလန်ထူလာပြီးတော့လူထုမှာငွေကြေးရောအလုပ်ကိုင်ရောပါရရှိမှာဖြစ်ပါတယ်ဒါကြောင့်နိုင်ငံခြားကရောက်လာပြီးစင်ကာပူမှာစက်မှုလုပ်ငန်းအသစ်တွေတည်ထောင်မယ်ဆိုလို့ရှိရင်အခွန်သက်သာခွင့်ပေးဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်အချို့ကိစ္စတွေမှာနှစ်အနည်းငယ်ထိအခွန်ပိတ်ပင်ရက်ပေးခဲ့တဲ့ဆိုလိုတာကအဲ့ဒီအချိန်တုန်းကနိုင်ငံခြားသားတယောက်သာကုမ္ပဏီတစ်ခုကိုတည်ထောင်မယ်ဆိုလို့ရှိရင်တစ်နှစ်ကနေနှစ်နှစ်အထိအခွန်ပေးဖို့မလိုပါဘူးဝန်ကြီးချုပ်လီကွမ်ယူကဒီလိုသေးငယ်တဲ့ခြေလှမ်းတွေကိုလှမ်းခဲ့ပေမဲ့တပြိုင်နက်တည်းမှာပဲမလေးရှားနဲ့အချင်းချင်းတွေ့ဆုံပြီးတော့စင်ကာပူကိုမလေးရှားရဲ့ပြည်နယ်တစ်ခုဖြစ်ပေါင်းစည်းတဲ့ညောင်ကိုဆွေးနွေးခဲ့ပါတယ်သူတို့ရဲ့အဓိကရည်ရွယ်ချက်ကစင်ကာပူရဲ့ကြောက်ရွံ့မှုတစ်ခုဖြစ်တဲ့လုံခြုံရေးအတွက်ကြောက်ရွံ့မှုကိုအဆုံးသတ်ဖို့ပါအဲ့ဒီတော့ကစင်ကာပူနိုင်ငံယုံကြည်ခဲ့တာကမလေးရှားနဲ့သာပေါင်းစည်းခဲ့မယ်ဆိုလို့ရှိရင်စက်မှုလုပ်ငန်းတွေပိုများလာမယ်ဒါကြောင့်စင်ကာပူတစ်ခုတည်းရဲ့စုစုပေါင်းထုတ်ကုန်တန်ဖိုး GDP အားဆိုလို့ရှိရင်မလေးရှားနဲ့အတူပိုမိုတိုးတက်လာပြီးတော့ပိုကောင်းလာမယ်လို့ယူဆခဲ့တယ်ပေါ့တကယ်လို့သာမလေးရှားရဲ့ဈေးကွက်စီးပွားရေးကိုဖွင့်လှစ်ပေးနိုင်မယ်ဆိုလို့ရှိရင်စင်ကာပူနိုင်ငံရဲ့လူတွေအတွက်အခွင့်အလမ်းတွေပိုများလာပြီးတော့ပိုပြီးတော့ငွေရှာနိုင်မလို့စင်ကာပူနိုင်ငံကယူဆခဲ့တယ်ပေါ့ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကိုစင်ကာပူအစိုးရကအတင်းကျပ်ချမှတ်လိုခဲ့တာမဟုတ်ပါဘူးလူတို့ရဲ့ထင်မြင်ချက်ကိုသိကျင်ခဲ့ပါတယ်လူတွေကဘလို့တွေးလဲဆိုတာသိလိုခဲ့တယ်ပေါ့ဒါကြောင့်1962ခုနှစ်မှာပေါင်းစည်းရေးစံနှခံယူပွဲဥပဒေကိုအတည်ပြုခဲ့တယ်လူတို့အားလုံးကစင်ကာပူကိုမလေးရှားနဲ့ပေါင်းစည်းဖို့ဆန္ဒမဲပေးခဲ့ကြတယ်ပေါ့အဲ့ဒီနောက်မှာစင်ကာပူကမလေးရှားနဲ့ပေါင်းစည်းခဲ့ပြီးတော့စင်ကာပူကမလေးရှားရဲ့ပြည်နယ်တွေကတစ်ခုဖြစ်လာခဲ့တယ်သဘောတူညီချက်အရစင်ကာပူကမလေးရှားရဲ့ပြည်နယ်တစ်ခုသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်နှစ်စဉ်ဝင်ငွေရဲ့40%ကိုမလေးရှားဖို့အစိုးရထံပေးဆောင်အောင်မှာဖြစ်ပါတယ်စင်ကာပူကပညာရေးနဲ့အလုပ်သမားရေးဆိုင်ရာစီးမြင့်တွေကိုကိုယ်တိုင်ကင်တွယ်မယ်ဒါပေမဲ့ကာကွယ်ရေးနိုင်ငံခြားရေးရနဲ့လုံခြုံရေးကိစ္စတွေကိုတော့မလေးရှားအစိုးရကတာဝန်ယူမယ်လို့သဘောတူညီခဲ့ပါတယ်ဒါအပြင်မလေးရှားပါလီမန်ကစင်ကာပူအတွက်အမတ်နေရာ15နေရာကိုခွဲဝေပေးခဲ့တယ်ဒါကြောင့်ဝန်ကြီးချုပ်လီကွမ်ယူကဒီချက်တွေအားလုံးကိုလွဲကူစွာသဘောတူညီခဲ့တယ်ဒီလိုနဲ့ပဲ1963ခုနှစ်စက်တင်ဘာလ16ရက်နေ့မှာမလေးရှားကမလေးရှား Federation လို့ခေါ်တဲ့ Federation of Malaysia ကိုတရားဝင်တည်ထောင်ခဲ့ပါတယ်ဒီနိုင်ငံတည်ထဲမှာဆိုလို့ရှိရင်မာလာယာစင်ကာပူဆာဘာနဲ့ဆာရာဝတ်တို့ပေါင်းစပ်ပြီးဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ပဲစင်ကာပူက1963ခုနှစ်စက်တင်ဘာ16ရက်နေ့မှာမလေးရှားရဲ့ပြည်နယ်တစ်ခုဖြစ်တရားဝင်ဖြစ်လာခဲ့တယ်အဲဒီနောက်1964ခုနှစ်မတ်လ1ရက်နေ့မှာမလေးရှားရဲ့ပြည်နယ်တစ်ခုဖြစ်နေပြီဖြစ်တဲ့စင်ကာပူမှာလီကွမ်ယူက PAP လို့ခေါ်တဲ့သူ့ရဲ့ပြည်သူ့အကျိုးဆောင်ပါတီဟာမလေးရှားရဲ့အထူးရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မယ်လို့ကြေညာခဲ့ပါတယ်ဒါဟာပထမဆုံးချိန်ဖြစ်ပြီးတော့မလေးရှားအစိုးရဟာစိုးရိမ်မှုတွေနဲ့စတင်ရင်ဆိုင်ခဲ့ရတယ်ဒီလိုနဲ့ပဲ1963ခုနှစ်မှာစင်ကာပူဟာမလေးရှား Federation ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခဲ့တယ်ပေါ့အဲဒီချိန်မှာစင်ကာပူကိုအုပ်ချုပ်နေတဲ့ People Action Party PAP ပါတီက1964ခုနှစ်မှာမလေးရှားရဲ့အထူးရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှုဆုံးဖြတ်ခဲ့ပါတယ် PAP ကသူတို့ရဲ့ရည်မှန်းချက်ကမလေးရှားတဲ့နိုင်ငံလုံးကိုလူမျိုးအားလုံးတန်းတူညီမျှတဲ့မလေးရှားဆိုတဲ့မူဝါဒကိုဖော်ဆောင်ဖို့လို့ပြောခဲ့ပါတယ်ဒါပေမဲ့မလေးရှားအစိုးရကိုဦးဆောင်နေတဲ့ United Malaysia National Organization လို့ခေါ်တဲ့ UMNO ပါတီကဒါကိုသူတို့အာဏာကိုစိန်ခေါ်မှုအဖြစ်ခံစားခဲ့ရတယ်ပေါ့ UMNO ကမလေးလူမျိုးတွေရဲ့ဦးဆောင်မှုနဲ့အထူးခွင့်ရေးတွေကိုဦးစားပေးတဲ့မူဝါဒတစ်ခုဖြစ်ပြီးတော့ PAP ရဲ့လူမျိုးအားလုံးတန်းတူညီမျှဖို့ဆိုတဲ့အယူအဆကသူတို့ရဲ့အာဏာကိုချိန်ချောက်တယ်လို့မြင်ခဲ့လို့ပါဒီလိုကိစ္စတွေဖြစ်ပေါ်နေချိန်မှာ1964ခုနှစ်ဇူလိုင်လ21ရက်နေ့မှာမလေးရှားမွတ်စလင်တွေဟာဟာဇရတ်မိုဟာမက်ရဲ့မွေးနေ့ပွဲကိုကျင်းပခဲ့ကြတယ်ဒီပွဲမှာဆိုရင်မလေးမွတ်စလင်တွေကအဓိကပါဝင်ခဲ့ပြီးတော့လူထောင်ပေါင်းများစွာစုဝေးခဲ့ပါတယ်အဲဒီအချိန်မှာပဲစင်ကာပူမှာရှိတဲ့တရုတ်လူမျိုးတွေနဲ့မလေးမွတ်စလင်တွေနဲ့ပြိပခါဖြစ်ပေါ်ခဲ့တဲ့အခြေအနေဟာတိတ်ကိုဆိုးရွားလာခဲ့ပြီးတော့စူပူအောင်ကြမှုတွေဖြစ်ပေါ်ခဲ့တဲ့ဒီစူပူအောင်ကြမှုကြောင့်လူ23ဦးသေဆုံးခဲ့ပြီးတော့ဒါနဲ့ချီတဲ့လူတွေဟာဒဏ်ရာရခဲ့ပါတယ်ဒီမှာပဲရပ်မသွားခဲ့ပါဘူးတလအကြာမှာတော့မွတ်စလင်တွေနဲ့တရုတ်လူမျိုးတွေကြားမှာထပ်မံပြီးတော့စူပူအောင်ကြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ဒီအကြောင်းမျိုးကိုမလေးရှားမှာဆွေးနွေးတဲ့အခါမှာမလေးရှားအစိုးရကလီကွမ်ယူကိုတွေးဆောင်ပြီးတော့ရှင်းပြခဲ့ပါတယ်သူတို့ကမလေးရှားဟာမလေးလူမျိုးတွေရဲ့နိုင်ငံဖြစ်တဲ့မလေးလူမျိုးတွေကိုဦးစားပေးပါဒါကနိုင်ငံရေးရအကျိုးရှိမယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့လီကွမ်ယူကဒါကိုတိုက်ရိုက်ညှင်းပယ်ခဲ့တယ်ပေါ့လီကွမ်ယူကလူမျိုးအားလုံးကိုဒန်းတူညီမျှဖြစ်ရမယ်လို့ယုံကြည်ခဲ့ပါတယ်သူကစင်ကာပူမှာတရုတ်မလေးအိန္ဒိယလူမျိုးတွေကိုစီးလုံးညီညွတ်အောင်လှုံ့ဆော်ခဲ့ပြီးတော့ဘာသာရေးနဲ့လူမျိုးရေးကိစ္စတွေမှာတရားမျှတမှုရှိဖို့ကြိုးစားခဲ့ပါတယ်သူကမလေးရှားဆိုတဲ့မူဝါဒကိုတင်ပြခဲ့ပါတယ်ဆိုလိုတာကတော့မလေးရှားမှာမလေးလူမျိုးတွေကိုပဲဦးစားပေးတာမဟုတ်ဘဲနဲ့လူမျိုးအားလုံးကိုဒန်းတူဆက်ဆံတင်တယ်လို့
ပြောခဲ့တာပါလီကွမ်ယူကလူမျိုးရေးနဲ့ဘာသာရေးမှာဒဏ်တို့ညီမျှမှုရှိဖို့အလေးထားခဲ့ပြီးတော့1964ခုနှစ်အထီးကယုံလို့ပြည်ပခါတွေကိုလက်မခံခဲ့ပါဘူးသူကစင်ကာပူမှာလူမျိုးအားလုံးကိုစီးလုံးညွညွအောင်ကြိုးစားခဲ့တာပါအဲ့ဒီအချိန်မှာလူမျိုးရေးနဲ့အထီးကယုံတွေကလည်းဒီတင်းမာမှုကိုပိုဆိုးဝါးလာသေးခဲ့ပါတယ်မလေးရှားဆိုရကစင်ကာပူဟာသူတို့ရဲ့စကားကိုနားမထောင်ဘူးဆိုတာကိုသဘောပေါက်ခဲ့ပြီးတော့စင်ကာပူကို Federation နဲ့မှာထားရတာအမှားဖြစ်သွားပြီလို့ယူဆခဲ့ပါတယ်ဒီအကြောင်းတွေကြောင့်ပဲ1965ခုနှစ်မှာစင်ကာပူဟာမလေးရှားကနေခွဲထွက်ခဲ့ရပါတယ်ဒီလိုမျိုးနိုင်ငံရေးသဘောထားကွဲလွဲမှုတွေနဲ့လူမျိုးရေးတင်းမာမှုတွေကြောင့်စင်ကာပူဟာမလေးရှားကနေခွဲထွက်ပြီးတော့လွတ်လပ်တဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်ဒီနေရာကနေမလေးရှားဆိုရကစင်ကာပူကိုသူတို့နဲ့ပေါင်းစည်းလိုက်တာအမှားဖြစ်သွားတယ်လို့နားလည်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့စင်ကာပူကသူတို့စကားကိုနားမထောင်ဘူးအနာဂတ်မှာသူတို့ရဲ့နိုင်ငံရေးအကျိုးစီးပွားတွေထိခိုက်လာနိုင်တယ်လို့မလေးရှားကတွေးခဲ့တယ်1965ခုနှစ်ဩဂုတ်လ9ရက်နေ့မှာလီကွမ်ယူကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတော့စင်ကာပူကိုဒီမိုကရေစီနဲ့လွတ်လပ်တဲ့နိုင်ငံစင်ကာပူသမ္မတနိုင်ငံအဖြစ်ကြေညာခဲ့တယ်တကယ်တော့သူတို့ကမလေးရှားကနေခွဲထွက်လိုခဲ့တာမဟုတ်ပါဘူးပြောရရင်တော့ဗျာစင်ကာပူကမလေးရှားရဲ့ဖက်ဒရယ်ပြည်နယ်တွေကနေသူတို့ဆန္ဒအလျောက်ခွဲထွက်ခဲ့တာမဟုတ်ဘဲနဲ့မလေးရှားရဲ့ဆုံးဖြတ်ချက်ကြောင့်သာခွဲထွက်ခဲ့ရတာပါတကယ်တော့သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့အချိန်မှာတော့လီကွမ်ယူဟာငိုခဲ့ရတာပါအဲ့ဒီအချိန်မှာပဲစင်ကာပူကိုဘယ်သူမှလာခဲ့မှာမဟုတ်ဘူးသူတို့ကိုယ်တိုင်ပဲလုပ်ရမယ်ဆိုတာကိုနားလည်ခဲ့ပါတယ်ဒီတစ်ဖက်မှာဒီလိုကိစ္စတွေဖြစ်ပေါ်နေချိန်မှာနောက်ထပ်ပြဿနာတစ်ခုပေါ်ပေါက်ခဲ့တယ်ဗြိတိရှတွေကသူတို့ရဲ့အကျိုးမြတ်နဲ့ဆုံးရှုံးမှုတွေကိုတွက်ချက်နေခဲ့တယ်သူတို့ကယူကောက်ပွဲတွေကျင်းပရင်းနဲ့သူတို့ရဲ့ဆုံးရှုံးမှုတွေကိုကြည့်ပြီးတော့ဆုံးဖြတ်ခဲ့တယ်သူတို့ရဲ့စီရေးအသုံးစရိတ်တွေကိုလျှော့ချမယ်ဒါပြင်အကျိုးမြတ်နေပြီးတော့ဆုံးရှုံးမှုနေတဲ့ကိုလိုနီတွေကိုဆွန့်လွတ်မယ်လို့ဆုံးဖြတ်ခဲ့တယ်1968ခုနှစ်ဇူလိုင်လ17ရက်နေ့မှာဗြိတိရှတွေကစင်ကာပူအပါအဝင်ရှေ့တောင်အာရှကိုဆွန့်ခွာမယ်လို့ဆုံးဖြတ်ခဲ့တယ်သူတို့ရဲ့စစ်သားအားလုံးကိုပြန်လည်ခေါ်ယူမယ်1980ခုနှစ်အထိအရှေ့တောင်အာရှကနေသူတို့ရဲ့တပ်မတော်ကိုလုံးဝကိုပြန်ခေါ်ခဲ့တယ်ဒီဆုံးဖြတ်ချက်ကလီကွမ်ယူနဲ့စင်ကာပူလူထုကိုစိုးရိမ်ပူပန်မှုတွေဖြစ်စေခဲ့တယ်ဘာကြောင့်လဲဆိုတော့ဗြိတိရှတပ်မတော်ကစင်ကာပူလူထုကိုလုံခြုံမှုပေးရုံနဲ့မကဘဲနဲ့အလောက်ကိုင်းခွင့်နှန်းတွေပေးခဲ့လို့ကဒါကစင်ကာပူပြည်သူလူထုရဲ့စားဝတ်နေရေးကိုဖြည့်ရှင်းပေးနိုင်ခဲ့တယ်အဲ့ဒီအချိန်တုန်းကဝန်ကြီးချုပ်လီကွမ်ယူဟာလူအများကြီးကိုတပြိုင်နက်တည်းအလုပ်ပေးနိုင်မှုမလုပ်ဆောင်နိုင်ခဲ့ပါဘူးလီကွမ်ယူဟာလန်ဒန်ကိုတွားခဲ့ပြီးတော့အများကြီးတောင်းဆိုမှုတွေလုပ်ခဲ့ပါတယ်ဒါပေမဲ့ဘာမှအလုပ်မဖြစ်ခဲ့ပါဘူးဗြိတိရှတွေကစင်ကာပူကိုလွယ်လွယ်ဆွန့်ခွာသွားခဲ့တယ်အဲ့ဒီအချိန်မှာစင်ကာပူဟာကြံရင်ခဲ့ပြီးတော့ရှီရင်းဆွဲအလုပ်ကိုင်းတွေပါမရှိတော့ဘူးဖြစ်သွားခဲ့တယ်အဲ့ဒီနောက်မှာစင်ကာပူရဲ့လုံခြုံရေးအခြေအနေဟာပုံမူပြီးတော့ဆွေးရလာခဲ့တယ်သူတို့မှလူတစ်ထောင်ပါတဲ့တက်ရင်နှင်းနဲ့တင်မောနှစ်စီးပဲရှိပြီးတော့လီတက်ဆိုတာလုံးဝမရှိခဲ့ပါဘူးဒါပေမဲ့သူတို့ဟာကိုပိုင်တက်မတော်ကိုဖွဲ့စည်းပြီးတော့ရှေ့ဆက်ဖို့စီမံခဲ့ကြတယ်အဲ့ဒီချိန်မှာစင်ကာပူဟာရက်တီဖို့သာနိုင်ပြိုလဲတော့မဲ့အခြေအနေကိုပါရင်ဆိုင်ခဲ့ရတာပါဒီလိုမျိုးအခြေအနေမှာလီကွမ်ယူဟာအရှုံးမပေးဘဲနဲ့ဆက်လက်ပြီးတော့တစ်ခုပြီးတစ်ခုခြေလှမ်းတွေလှမ်းခဲ့တယ်ပထမဆုံးအရှေ့တောင်အာရှနိုင်ငံတွေနဲ့အကြိမ်ကြိမ်ဆွေးနွေးပြီးတော့အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံကိုဖွဲ့စည်းခဲ့တယ်ဒီအာဆီယံဖွဲ့စည်းထဲမှာဆိုလို့ရှိရင်မလေးရှားအင်ဒိုနီးရှားဖိလစ်ပိုင်ထိုင်းနဲ့စင်ကာပူတို့ပါဝင်ပြီးတော့တုံးနဲ့တူစီးပွားရေးအထောက်ပံ့ကူညီရေးနဲ့ဒေသတွင်းငြိမ်းချမ်းရေးတွေကိုထိန်းသိမ်းထားကြမယ်တရားရောကအခက်အခဲတွေ့မယ်ဆိုလို့ရှိရင်အချင်းချင်းထောက်ပံ့ကူညီဖို့ရည်ရွယ်ချက်နဲ့ပါဒီလိုနဲ့ပဲစင်ကာပူဟာခြေလန်းတလန်းချင်းလှမ်းရင်းနဲ့ပဲစင်ကာပူဟာကမ္ဘာတတိယအကြီးဆုံးရေနံတန့်စင်ရေးဗဟိုဖြစ်လာခဲ့တယ်ဒီလိုသိမ်းခဲ့တဲ့ဖြစ်ရပ်တွေကစင်ကာပူရဲ့မလေးရှားပေါ်မှီခိုမှုကိုအဆုံးသတ်သွားစေခဲ့တယ်ဘာကြောင့်လဲဆိုတော့ဝန်ကြီးချုပ်လီကွမ်ယူကစင်ကာပူမှာအလောက်ကိုင်းခွင့်လန်းနဲ့အများကြီးဖန်တီးပေးခဲ့လို့ပါ1980ခုနှစ်ရောက်တဲ့အခါမှာလီကွမ်ယူရဲ့ရည်မှန်းချက်တန်အောင်မြင်မှုတွေရခဲ့တယ်1980ခုနှစ်မှာစင်ကာပူရဲ့အလုပ်လက်မဲ့လူဦးရေဟာတိတိတတ်တာကိုယိုနေသွားခဲ့တယ်တကယ်တော့အလောက်ကိုင်းခွင့်လန်းနဲ့အများကြီးဖန်တီးပေးနိုင်ခဲ့လို့တောင်နိုင်ငံခြားကလူတွေကိုခေါ်ယူရလောက်တဲ့အထိဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကစင်ကာပူရဲ့ GDP တိုးတက်မှုနှုန်းက 73.9% လောက်ထိရှိခဲ့ပြီးတော့ဒါမြန်မာနိုင်ငံထက်9ဆဝန်းကျင်လောက်ပိုများပါတယ်ဒီလိုနဲ့ပဲစင်ကာပူဟာကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေထဲဝင်ရောက်ရမယ့်အချိန်ရောက်လာခဲ့ပါတယ်ဒီလိုနဲ့စင်ကာပူဟာဝန်ကြီးချုပ်လီကွမ်ယူရဲ့ဦးဆောင်မှုအောက်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအလင်းမြန်ဖြစ်ပေါ်ခဲ့ပါတယ်ဒီကာလမှာနိုင်ငံတကာယင်းနှိမ့်မြုံနယ်မှုတွေအများကြီးရရှိခဲ့ပြီးတော့စက်ရုံအော်ဒါတွေလည်းအများကြီးဝင်လာခဲ့တယ်ဒါပေမဲ့ပြဿနာကအော်ဒါတွေအများကြီးဝင်လာတာနဲ့အများစင်ကာပူမှာအလုပ်သမားလုံလုံလောက်မရှိတော့ပါဘူးပြည်တွင်းမှာအလုပ်သမားအင်အားမလုံလောက်တဲ့အတွက်နိုင်ငံခြားကနေအလုပ်သမားတွေခေါ်ယူပြီးတာတော့အလုပ်တွေမပြီးနိုင်ပဲဖြစ်ခဲ့ရပါတယ်အစောပိုင်းကာလမှာစင်ကာပူအလုပ်သမားတွေရဲ့ကုန်ထုတ်စွမ်းအားကညှို့မှန်းထားသလောက်မမြင်မာသေးပါဘူးပြောရရင်တော့ဗျာနိုင်ငံခြားသားတွေကိုခေါ်ယူပြီးတော့အချိန်ပိုရဲလောက်ခိုင်းတယ်အော်ဒါတွေကိုအချိန်မီပို့ဆောင်နိုင်ခြင်းမရှိခဲ့ဘူးဆိုတာကဒီအချိန်တွေက1980ခုနှစ်ဝန်းကျင်ကစင်ကာပူရဲ့စီးပွားရေးတိုးတက်မှုအချိန်ကိုပြောချင်တာပါအဲ့ဒီပြဿနာတွေကြောင့်ဝန်ကြီးချုပ်လီကွမ်ယူကသူ့ရဲ့အရာရှိတွေကိုခေါ်ပြီးပြောခဲ့တယ်ပေါ့အထက်လေးလုပ်ငန်းတွေတက်သားထုတ်ကုန်တွေကအလုပ်သမားအင်အားများစွာလိုတဲ့ထုတ်ကုန်လုပ်ငန်းကုမ္ပဏီတွေဖြစ်ပြီးတော့ဒါတွေကိုသာအာရုံစိုက်နေမယ်ဆိုလို့ရှိရင်အလုပ်များပြီးတော့ဝင်ငွေနည်းမှာဖြစ်ပါတယ်ပြောရရင်တော့ဗျာဒီလိုလုပ်ငန်းတွေကနိုင်ငံတနိုင်ငံရဲ့စီးပွားရေးစတင်ဖွံ့ဖြိုးစကာလတွေမှာအလုပ်ကိုင်းတွေအများကြီးဖန်တီးပေးနိုင်တာမှန်ပေမဲ့ရေရှည်မှာနိုင်ငံရဲ့ဝင်ငွေကိုမြင့်တင်ပေးဖို့အတွက်ခက်ခဲစေပါတယ်ဒီလိုဆက်သွားနေမယ်ဆိုလို့ရှိရင်ဘလို့စီးပွားရေးရဲ့လာသူတို့ရဲ့တိုးတက်မှုကဒီမှာပဲရပ်တန့်သွားမယ်ဆိုတာကိုလီကွမ်ယူကသိခဲ့ပါတယ်ဒါကြောင့်စင်ကာပူလိုနိုင်ငံမျိုးကနောက်ပိုင်းမှာနည်းပညာမြင့်လုပ်ငန်းတွေနဲ့ဝန်ဆောင်မှုလုပ်င
ငန်းတွေဘက်ကိုပြောင်းလဲသွားခဲ့တာပါပြီးတော့နည်းပညာနဲ့ကျွမ်းကျင်မှုအခြေခံတဲ့စက်မှုလုပ်ငန်းတွေဥပမာစက်ယန္တရားတွေ electronic ပစ္စည်းတွေနဲ့ကွန်ပျူတာအစိတ်ပိုင်းတွေစေဝါကုမ္ပဏီတွေလိုလုပ်ငန်းတွေကိုရင်းနှီးမြှုပ်နှံလာအောင်မူဝါဒတွေချမှတ်ရမယ်ဒီလိုလုပ်ငန်းတွေကအလုံနဲ့ပြီးတော့ဝင်ငွေပိုရတယ်ပေါ့ဒီလိုနဲ့အချိန်တစ်ခုထိလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့1983ခုနှစ်မှာစင်ကာပူရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ EDB ကရင်းနှီးမြှုပ်နှံသူတွေကိုအဆင့်မြင့်နည်းပညာစက်မှုလုပ်ငန်းတွေတည်ထောင်မယ်ဆိုလို့ရှိရင်9နှစ်အထိခွန်ဆောင်စရာမလိုဘူးလို့ကြေညာခဲ့ပါတယ်ဒီကမ်းလှမ်းချက်ကိုနိုင်ငံခြားကုမ္ပဏီတွေကိုပေးခဲ့တယ်ပေါ့ဒုတိယအနေနဲ့စင်ကာပူပိုင်ကုမ္ပဏီတွေကစက်ယန္တရားတွေဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှုတွေကိုသာအဆင့်မြင့်တင်ပေးမယ်ဆိုလို့ရှိရင်ဒါမှမဟုတ်နည်းပညာတိုးတက်အောင်လုပ်မယ်ဆိုလို့ရှိရင်အခွန်သက်သာခွင့်ပေးမယ်လို့ပြောခဲ့ပါတယ်စင်ကာပူပိုင်ကုမ္ပဏီဆိုတာကတော့စင်ကာပူနိုင်ငံမှာတရားဝင်မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေကိုပြောတာပါဒီလိုနဲ့ကုမ္ပဏီတွေစတင်ဝင်ရောက်လာပြီးတော့ကျွမ်းကျင်အလုပ်သမားတွေအတွက်လိုအပ်ချက်တွေတိုးလာခဲ့တယ်ပေါ့ဒါပေမဲ့နည်းပညာဘုဒ္ဓမရှိဘူးဆိုလို့ရှိရင်စင်ကာပူရဲ့အလုပ်သမားတွေကလောက်ကင်မရကြတော့ဘူးဒါကြောင့်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်နိုင်ငံခြားကုမ္ပဏီတွေနဲ့အတူပူးတဲ့စက်မှုသင်တန်းဌာနတွေဖွင့်လှစ်ခဲ့တယ်ဒီဌာနတွေက theory တွေကြီးတင်တာမဟုတ်ဘဲနဲ့လက်တွေ့လေ့ကျင့်သင်ကြားပေးခဲ့ပြီးတော့လူတွေကဒီလေ့ကျင့်မှုတွေကိုလျင်မြန်စွာသင်ယူခဲ့တယ်ဒါအပြင်နောက်ထပ်စင်ကာပူကိုပြောင်းလဲစေတဲ့ຢာတစ်ခုကိုလှုပ်ဆောင်ခဲ့တယ်ဒါကတော့ဘဏ်လုပ်ငန်းပါနိုင်ငံတနိုင်ငံရဲ့စီးပွားရေးအခြေအနေကောင်းရင်ကောင်းသလိုဘဏ်တွေကပတ်စံချီတဲ့သူတွေစီကနေရတဲ့အတိုးနှုန်းပြောရရင်တော့ဗျာချင်းငွေအတိုးနှုန်းပေါ့ဒါကလည်းပိုများလာတယ်ပတ်စံစုတဲ့သူတွေကိုပေးတဲ့အတိုးနှုန်းကလည်းပိုပြီးတော့များလာတာပေါ့အဲ့ဒီအချိန်မှာစင်ကာပူရဲ့စီးပွားရေးတိုးတက်မှုကလျင်မြန်စွာတိုးတက်နေခဲ့တယ်ဒါကြောင့်ဘဏ်တွေမှာပေးတဲ့အတိုးနှုန်းကလည်းမြင့်မားလာခဲ့တယ်ဒီလိုနဲ့ပဲစင်ကာပူဟာကမ္ဘာပေါ်မှာဘဏ်အတိုးနှုန်းမြင့်မားစွာပေးနိုင်တဲ့နိုင်ငံတွေကတနိုင်ငံဖြစ်လာခဲ့တယ်ပုံမှန်အားဖြင့်အတိုးနှုန်းမြင့်မားတဲ့နိုင်ငံဘဏ်တွေမှာနိုင်ငံခြားဘဏ်တွေကလည်းရင်းနှီးမြှုပ်နှံခြင်းရတယ်ဒါပေမဲ့စင်ကာပူမှာတော့ဘဏ်တွေရဲ့အတိုးဝင်ငွေရဲ့45%လောက်ကိုအစိုးရအခွန်အဖြစ်ပေးရတာကြောင့်နိုင်ငံခြားဘဏ်တွေကစင်ကာပူမှာရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားမှုကနည်းပါးပါတယ်အစိုးရဟာသူတို့ရဲ့နိုင်ငံတွင်းမှာရှိတဲ့ကုမ္ပဏီတွေအတွက်ကျွမ်းကျင်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဘတ်ဂျက်တွေကိုတည်တံ့ခွဲထားခဲ့တဲ့ဒီရန်ပုံငွေနဲ့တင်နန်းတွေတုတ္တနာနဲ့ဖွံ့ဖြိုးရေးတွေကွန်ပျူတာစနစ်ထည့်သွင်းမှုတွေနဲ့အလိုလျောက်စနစ်တွေနောက်ပြီးတော့အဆင့်မြင့်ထုတ်ကုန်တွေဖန်တီးနိုင်မှုအတွက်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်ဒါကြောင့်ကုမ္ပဏီတွေကိုထောက်ပံ့မှုတွေပေးခဲ့ပြီးတော့ဒီလုံဆောင်မှုတွေကအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်ဒါကြောင့်လည်းစင်ကာပူကကမ္ဘာပေါ်မှာအဆင့်တန်းရှိတဲ့ထုတ်ကုန်ထုတ်လုပ်ရေးမှာထိပ်ဆုံးကနေနေရာယူခဲ့တာပါ1993ခုနှစ်မှာစင်ကာပူကကွန်ပျူတာမှာအသုံးပြုတဲ့ hard disk တွေကိုအကြီးဆုံးတင်ပို့သူဖြစ်လာခဲ့ပါတယ်စင်ကာပူကဒီလိုနဲ့ပဲသူတို့ရဲ့နိုင်ငံကိုဆက်လက်တိုးတက်အောင်လှုပ်ဆောင်ခဲ့တဲ့ဒီလိုလှုပ်ဆောင်မှုတွေနဲ့အတူခီးသွွားလုပ်ငန်းတွေတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေမှာထိပ်ဆုံးရောက်လာခဲ့တဲ့ဝန်ကြီးချုပ်လီကွမ်ယူကစင်ကာပူရုပ်ခဗေဒဥယျာဉ်တွေစန်တိုဇာကျွန်းတွေနဲ့အမြန်တည်ယူပို့ဆောင်ရေးစနစ်တွေ MRT လိုမျိုးနေရာတွေနဲ့စင်ကာပူသိပ္ပံဥယျာဉ်တွေလိုအခြေခံအဆောက်အအုံစီမံကိန်းတွေဖန်တီးခဲ့တဲ့ဒီစီမံကိန်းတွေကစင်ကာပူရဲ့နာမည်ကိုကမ္ဘာတွင်းမှာထင်ရှားစေခဲ့တဲ့လက်ရှိချိန်မှာတော့စင်ကာပူဟာကမ္ဘာမှာအလုံးစုံဆုံးနိုင်ငံတွေကနိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့အတန်ရှင်းဆုံးနဲ့အလှပဆုံးနိုင်ငံတွေကတနိုင်ငံအဖြစ်သတ်မှတ်ခံနေရပါတယ်ဒါအပြင်အကောင်းဆုံးနဲ့သက်သာတဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေရရှိနိုင်တယ်စာတက်မြောက်မှုနှုန်းကလည်း69%အထိရှိပြီးတော့အဆင့်မြင့်ပညာရေးစနစ်ကိုလည်းရရှိပါတယ်ဒါအပြင်အထီးရောက်ဆုံးအများပြည်သူတည်ယူပို့ဆောင်ရေးစနစ်တွေနဲ့ကမ္ဘာအကောင်ဆုံးလေဆိပ်တစ်ခုလည်းရှိပါတယ်စင်ကာပူရဲ့တဦးချင်း GDP ကအမေရိကန်ဒေါ်လာတစ်လောက်ဝန်းကျင်မှာရှိပြီးတော့ကမ္ဘာပေါ်မှာဒုတိယအဆင့်နဲ့အာရှမှာပထမအဆင့်မှာရပ်တည်နေပါတယ်နောက်ပြီးတော့တန်းကြွယ်တထေးလူကြီးဟာလည်းလူကြီးရဲ့ 5% လောက်ရှိပါတယ်အကျင့်ပြတ်ခြစားမှုနဲ့ရာဇဝတ်မှုတွေကလည်းအလွန်ကိုနည်းပါးပြီးတော့ကမ္ဘာပေါ်မှာအကျင့်ပြတ်ခြစားမှုအနည်းဆုံးနဲ့ရာဇဝတ်မှုနှုန်းအနည်းဆုံးနိုင်ငံတွေကတနိုင်ငံအဖြစ်အတိအမှတ်ပြုခံထားရပါတယ်စင်ကာပူမှာအကျင့်ပြတ်ခြစားမှုနဲ့ရာဇဝတ်မှုတွေဟာတင်းကျပ်တဲ့ဥပဒေစည်းကမ်းတွေထိရောက်တဲ့အုပ်ချုပ်မှုစနစ်တွေနဲ့ပွင့်လင်းမြင်သာတဲ့လူမှုစံနှုန်းတွေကြောင့်အလွန်ကိုနည်းပါးလာခဲ့တာဖြစ်ပါတယ်စင်ကာပူမှာခွင့်ပြုချက်မရှိဘဲနဲ့သူများရဲ့ Wi-Fi တွေကိုချိတ်ဆက်တာအများပြည်သူနေရာတွေမှာစိတ်လိပ်တောက်တာလူကူးမြညာတွေတရားတွေကိုအသုံးမပြုဘဲနဲ့လမ်းဖြတ်ကူးတာတွေအမိုက်ပစ်တာတွေနဲ့ဒီအရာအလုံးတွေဒဏ်ငွေများစွာချမှတ်ခံရပြီးတော့ထောင်ဒဏ်မှာချမှတ်နိုင်ပါတယ်ငွေရေးစေဝါနဲ့ပတ်သက်တဲ့ပါဝင်ပတ်သက်မှုတွေမှာတွေ့ရှိခဲ့မယ်ဆိုလို့ရှိရင်လည်းပြင်းထန်တဲ့ပြစ်ဒဏ်တွေပေးခံရနိုင်ပါတယ်လက်ရှိအချိန်မှာတော့နိုင်ငံတော်တော်များများကစင်ကာပူရဲ့စနစ်ကိုအတူယူကြပေမဲ့စင်ကာပူလိုဖြစ်မလာကြသေးပါဘူး။ဘာကြောင့်လဲဆိုတော့တရားဥပဒေစိုးမိုးမှုနဲ့အကျင့်ပြတ်ခြစားမှုကင်းစင်မှုဆိုတဲ့အဓိကအချက်ကိုအာရုံမစိုက်နိုင်လို့ပါ။ဝန်ကြီးချုပ်လီကွမ်ယူဟာနိုင်ငံရေးလှုပ်ဖို့ရောသူ့ရဲ့ရေရှည်အာဏာတည်မြဲဖို့အတွက်ရောတွေးချိန်မရှိပါဘူး။သူရေရှည်တွေးခဲ့တာဟာစင်ကာပူနိုင်ငံဟာကိုချရော့ပေါ်ကိုမရပ်တည်နိုင်ဘူးဆိုလို့ရှိရင်ဒီနိုင်ငံကလည်းကြာရှင်သန်နိုင်မှာမဟုတ်ပါဘူး။ဒီနိုင်ငံမရှင်သန်နိုင်ရင်သူ့ရဲ့ယာတုကိုကာကွယ်ထားလို့လည်းဘာလို့မှလဲ။ဒါကြောင့်ပဲလီကွမ်ယူအကြောင်းဒီနေ့အထိလူတိုင်းကပြောဆိုနေကြတာပဲဖြစ်ပါတယ်။ဒါလို့ဆိုလို့ရှိရင်စင်ကာပူနိုင်ငံအကြောင်းနဲ့စင်ကာပူနိုင်ငံဟာဘယ်လိုမျိုးချမ်းသာလာလဲဆိုတာကိုနားလည်လောက်ပြီးထင်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရှိခဲ့ရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့။တကယ်လို့သာနောက်ထပ်ဒီလိုမျိုးဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာ okay လို့မှတ်ခဲ့ပေးပါ။အဲ့တော့ထုံးစံတိုင်းပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။